တုတ်တန်ကြံခန်းကြီး16စင်နှလုံးကြံစီတို့သည်လူနှင့်ဆိုင်ကြ၏ရှာနှင့်ပြန်ပြောချက်ကိုကထာဝရဘုရားပိုင်တော်မူ၏လူသည်မိမိကျင့်တဲ့မြတ်သောအကျင့်တို့ကိုနှစ်သက်တိတ်ထာဝရဘုရားမူကားစိတ်တော်တို့ကိုချိန်တော်မူ၏ကိုပြုသောမှုတို့ကိုထာဝရဘုရား၌အပ်လောတို့ပြုလျင်သင်၏ကြံစီတို့သည်တည်ကြလိမ့်မည်ထာဝရဘုရားသည်ထပ်သိမ်းသောအရာတို့ကိုကိုတော်ဖို့မတရားသောသူတို့ကိုလည်းဘေးဒဏ်ခံရသောနေ့ဖို့ဖန်ဆင်းတော်မူ၏မာနကြီးသောသူအပေါင်းတို့ကိုထာဝရဘုရားဆက်ဆုပ်ယွန်ရှာတော်မူ၏သူတို့သည်အသင်းဖွဲ့တော်လဲအပြစ်ဒဏ်နှင့်မလွတ်ရကြဂရုဏာတရားနှင့်သစ္စာတရားအဖြစ်အပြစ်ပြေတတ်၏ထာဝရဘုရားကိုကြောက်ရွံ့သောသဘောအဖြစ်ဒုစရိုက်ကိုရှောင်တတ်၏လူကျင့်သောအကျင့်တို့ကိုထာဝရဘုရားသည်နှစ်သက်သောအခါထိုသည်ရန်သူကိုပင်သူနှင့်တင့်တယ်စေတော်မူ၏ဖြောင့်မတ်ခြင်းပါရမီနှင့်ရှင်သောဥစ္စာအနည်းငယ်သည်မတရားသဖြင့်ရသောဥစ္စာအများထက်သာ၍ကောင်း၏လူသည်မိမိသွားရလမ်းကိုစိတ်ထဲမှကြံစည်သို့တော်လည်းသူ၏ခြေရာတို့ကိုထာဝရဘုရားစေရင်တော်မူ၏ရှင်မင်းနှုတ်ခမ်းတို့၌ဗျာဒိတ်တော်ရှိသည်ဖြစ်၍တရားဆုံးဖြတ်ရာအမှု၌နှုတ်တော်သည်မမားစေနှင့်မှန်သောအလေးနှင့်မှန်သောခြင်းပင်သည်ထာဝရဘုရား၏ဥစ္စာဖြစ်အလေးအိတ်၌ပါသမျှသောအလေးတို့ကိုကိုယ်တော်ဂရုစိုက်တော်မူ၏ရှင်ဘုရင်ပြုသောဒုစရိုက်သည်ဆက်ဆုပ်ခြင်းရှာပွဲဖြစ်သည်အကြောင်းမူကားဇာကပလင်သည်ဖြောင့်မတ်ခြင်းအားဖြင့်သာတည်တတ်၏ဖြောင့်မတ်သောနှုတ်ခမ်းတို့သည်ရှင်ဘုရင်နှစ်သက်ရာဖြစ်မှန်ကန်စွာပြောသောသူကိုရှင်ဘုရင်ချစ်တတ်၏ရှင်ဘုရင်အမျက်သည်ပြင်းပြင်းတမန်ကဲ့သို့ဖြစ်သို့တော်လည်းပညာရှိသောသူသည်အမျက်တော်ကိုဖြည့်တတ်ရှင်ဘုရင်မျက်နှာပွင့်လန်းသောအဖြစ်အသက်ချမ်းသာရာရ၏ကျေးဇူးတော်သည်နောက်ရွာသောမိုးတိမ်ကဲ့သို့ဖြစ်ရွှေကိုရတတ်ခြင်းထက်ပညာကိုရတတ်ခြင်းသည်အလွန်ကောင်း၏ငွေကိုအမြတ်မထားဉာဏ်နှင့်ပြည့်စုံခြင်းကိုအမြတ်ထားเสียအလွန်ကောင်း၏ဖြောင့်မတ်သောသူလိုက်သောလမ်းမူကားဒုစရိုက်ကိုရှောင်ခြင်းသည်မိမိတွားသောလမ်းကိုစင်ကြင်တတိပြုသောသူသည်မိမိအသက်ဝိညာဉ်ကိုစောင့်တည်မာနသည်ပျက်စီးခြင်းအရင်ထောင်ငှားသောသဘောသည်စိတ်ချခြင်းအရင်ရှိနေ၏စိတ်နှိမ်ချသောသူတို့နှင့်ပေါင်းဖော်၍စိတ်နှိမ်ချခြင်းသည်မာနကြီးသောသူတို့နှင့်ဆက်ဆံ၍လူလူသောဥစ္စာကိုဝေမျှခြင်းထက်သာ၍ကောင်း၏ပညာနှင့်အမှုဆောင်သောသူသည်အကျိုးကိုရလိမ့်မည်ထာဝရဘုရားကိုခိုလုံသောသူသည်လည်းမင်္ဂလာရှိ၏လိမ္မာသောစိတ်တော်ရှိသောသူသည်ပညာတတိရှိသည်ဟုကြော်စောလိမ့်မည်ချို့သောစကားကိုပြောတတ်သောနှုတ်သည်ဖြောင့်ပြနိုင်စွမ်းကိုတိုးပွားစေတတ်၏ဉာဏ်ပညာကိုရသောသူသည်အသက်ဆန်းရည်ခြင်းကိုရ၏မိုက်သောသူတို့၏တွင်တင်ခြင်းမူကားမိုက်ခြင်းဖြစ်၏ပညာရှိသောသူ၏နှလုံးသည်သူ၏နှုတ်ကိုတွင်တင်၍သူ၏နှုတ်ခမ်းတို့၌ပညာအတတ်ကိုထလောင်တတ်၏တာယာသောစကားတို့သည်ပြားလဘိုးကဲ့သို့ဖြစ်၍စိတ်ဝိညာဉ်၌ချုံငင်လျက်ကိုယ်ရိုးကိုကျမ်းမာစေလျက်ရှိကြ၏လူထင်သည့်အတိုင်းမှန်သောလက္ခဏာရှိတော်လေအဆုံး၌ပြည်ခြင်းတို့ပူသောလမ်းတစ်မျိုးရှိ၏အလို့လို့သောသူသည်မိမိပါးစပ်တောင်းသောကြောင့်မိမိအဖို့လုပ်တတ်၏အာဓမလူသည်မကောင်းသောမှုကိုကြိုးစား၍ကြံစည်တတ်၏သူ၏နှုတ်ခမ်း၌လောင်သောမိကဲ့သို့ရှိ၏သဘောကောက်သောသူသည်ရံမျိုးစေ့ကိုကျဲတတ်ဂုံးတိုက်သောသူသည်လည်းမိတ်ဆွေတို့ကိုကွဲပြားစေတတ်ကြမ်းကြုတ်သောသူသည်အိမ်လေးချင်းကိုချုံမော့၍မကောင်းသောလမ်းတွေသို့တွေးဆောင်တတ်၏ကောက်သောကြံကိုကြံစီခြင်းကမျက်စိမိတ်၍နှုတ်ခမ်းတို့ကိုလှုပ်သည်ဖြင့်သို့သောအမှုကိုပြီးစီတတ်၏ကျူသောသပင်သည်ဖြောင့်မတ်ခြင်းတရားလမ်း၌တည်လျင်ဘုံကြီးသောတရဘူးဖြစ်၏စိတ်ရှိသောသူသည်ခွန်အားကြီးသောသူထက်၎င်းမိမိစိတ်ကိုချုပ်တီးသောသူသည်မြို့ကိုတိုက်ယူသောသူထက်၎င်းတာ၍ကောင်း၏စည်ရည်တံတို့ကိုအိတ်ထဲ၌လောင်လျက်ရှိရတွင်ခွဲဝေစီရင်ခြင်းမှုကိုထာဝရဘုရားပိုင်တော်မူ၏တုတ်တန်ကြံခန်းကြီး7တိမ်လုံးပြည်သောရစ်ပူသောပွဲကိုရန်တွေ့သောစိတ်နှင့်စားရသည့်ထက်ငြိမ်သက်ခြင်းနှင့်ရှင်သောမုတ်လှုပ်စာသည်တာ၍ကောင်း၏ပညာရှိသောကျွန်သည်အဆက်ခွဲသောသားကိုအုပ်စိုး၍ညီအကိုတို့နှင့်အတူအမွေခံတတ်၏ငွေစစ်စရာဖို့မိုက်ကို၎င်းရွှေစစ်စရာဖို့မိဖို့ကို၎င်းတုံးတတ်၏စိတ်နှလုံးကိုကထာဝရဘုရားစစ်တော်မူ၏မတရားသဖြင့်ပြုသောသူသည်မှုသာစကားကိုယုံတတ်မှုသာတုံးသောသူသည်လည်းစိုးမြစ်သောစကားကိုနားထောင်တတ်၏စင်ရသားတို့ကိုမထီလေးစားပြုသောသူသည်ဖန်ဆင်းတော်မူသောဘုရားကိုကဲ့ရဲ့၏သူတစ်ပါး၌ဘေးရောက်လျင်ဝမ်းမြောက်တတ်သောသူသည်လည်းအပြစ်ဒဏ်နှင့်မလွတ်ရမြေတို့သည်အသက်ကြီးသောသူ၏တရဖူဖြစ်၏သားတို့၏ဘုံကအဖသည်မြတ်သောစကားသည်မိုက်သောသူနှင့်မတော်မသင့်သူမြမကမှုသာစကားသည်ဝင်းနှင့်မတော်မသင့်လက်ဆောင်သည်ခံသောသူအထင်အတိုင်းကြောက်မြက်ကဲ့သို့ဖြစ်၍မျက်နှာပြုလျက်ရာ၌အောင်တတ်၏သူတစ်ပါးပြမသောအမှုကိုဝတ်ထားသောသူသည်မေတ္တာကိုပြုစု၏
ကြားပြောသောသူမူကားမိတ်ဆွေတို့ကိုကွဲပြားစေမိုက်သောသူသည်တန်ချက်တရားကိုအမှုထားသည့်ထက်ပညာရှိသောသူသည်ဆုံးမသောစကားကိုတာ၍အမှုထားတတ်၏ပုံကံသောသူသည်မတရားသောအမှုကိုသာပြုစုတတ်၏ထို့ကြောင့်ကြမ်းကြုတ်သောတမန်ကိုသူ့စီသို့ဆေလွှတ်ရ၏မိုက်သောသူတဆဲရှိသောလူမိုက်နှင့်မတွေ့ပါစေနှင့်သားငယ်ပြောက်သောဝမနှင့်တာ၍တွေ့ပါစေသောအကျဉ်သူသည်ကျေးဇူးကိုမသိမကောင်းသောအမှုနှင့်ဆက်၏ထိုသူ၏အိမ်သည်မကောင်းသောအမှုနှင့်မကင်လွတ်ရရန်တွေးစာမှုသည်ရေကန်ပေါင်ပေါက်ဆကဲ့သို့ဖြစ်သောကြောင့်ရမတွေ့မီတွေ့เสียအကြောင်းကိုရှောင်လောအတရားသောသူတို့ကိုအပြစ်မှလွတ်သောသူနှင့်ဖြောင့်မသောသူတို့ကိုအပြစ်စီရင်သောသူနှစ်ယောက်စလုံးတို့ကိုထာဝရဘုရားဆက်ဆုပ်ရွံရှာတော်မူ၏မိုင်မဲသောသူသည်ပညာကိုအလိုမရှိသည်ဖြစ်၍ပညာအဖို့ကိုအဘဲကြောင့်သူ၌အရာတည်းအစေခင်မွန်းသည်အခါခတ်သိမ်းချစ်တဲ့ညီအကိုသည်ဒုက္ခကာလအဖို့မွေးဖွားလျက်ရှိညံမဲသောသူသည်လဝါချင်းရက်၍အစေခင်မွန်းအရှိမှအာမခံတည်းရန်တွေ့ခြင်းကိုနှစ်သက်သောသူသည်လွန်ကျူးခြင်းကိုလည်းနှစ်သက်တည်းမိမိတကားကိုချီးမြှောက်သောသူသည်ပျက်စီးခြင်းကိုရှာတည်းသဘောကောက်သောသူသည်ကောင်းသောအကျိုးကိုမတွေ့တဲ့စကားလိမ်သောသူသည်ဘေးဥပတ်နှင့်တွေ့ကြုံတည်းမိုက်သောသူကိုဖြစ်ပွားစေသောသူသည်မိမိကိုမိမိဝမ်းနည်းစေတည်းမိုက်သောသူ၏အဘ၌ဝမ်းမြောက်စရာအကြောင်းမရှိစိတ်ရွှင်လန်းခြင်းသည်ကျမ်းမာစေတည်းစိတ်ပြည့်ခြင်းမူကားအယိုးတို့ကိုတွေ့ချောက်စေတည်းတရားလမ်းကိုဖြတ်သောတစိုးကိုမတရားသောသူသည်သူတစ်ပါး၏ရင်ခွင်မှခံယူတည်းဉာဏ်ရှိသောသူသည်ပညာကိုမျက်မှောက်ပြုတည်းမိုက်သောသူ၏မျက်စိမူကားမြေကြီးစွန့်တိုင်အောင်လှည့်၍ကြည့်ရှုတည်းမိုက်သောသူသည်အဘဝမ်းနည်းစရာအကြောင်းမိသောအမိစိတ်ညစ်စရာအကြောင်းဖြစ်၏ဖြောင့်မသောသူကိုအပြစ်ဒဏ်မပေးကောင်းတရားတစ်ဖြစ်စီရင်သောမင်းကိုလည်းမထိခိုက်ကောင်းစိတ်တန်တန်နှင့်ပြည့်စုံသောသူသည်စကားမများတတ်ဉာဏ်ကောင်းသောသူသည်လည်းအေးသောစိတ်ရှိတည်းမိုက်သောသူပင်တိတ်ဆိတ်စွာနေလျင်ပညာရှိဟူ၍၎င်းမိမိနှုတ်ကိုမဖွင့်ဘဲနေသောသူကိုလည်းဉာဏ်ကောင်းသောသူဟူ၍၎င်းသူတစ်ပါးထင်တည်းသုတ်တန်ကျမ်းခန်းကြီး78သူတစ်ပါးများနှင့်မရောနှောသောသူသည်မိမိစေတနာအလိုရှိသည့်အတိုင်းရှာဖွေ၍ပညာယတနာအမျိုးမျိုးကိုစူးစမ်းမှုနောက်တည်းမိုက်သောသူမူကားမိမိစိတ်တဘောကိုပြเสียအဖို့မှတပါအခြားသောအကြောင်းကြောင့်ဉာဏ်ပညာ၌မပြောမှုတတ်မတရားသောသူလာသောအခါမထီမဲ့မြင်ပြုခြင်းကိုခံရ၏ဂုဏ်သည်ပြတ်သောအခါတည့်ရခြင်းကိုလည်းခံရ၏နှုတ်ထွက်သောစကားသည်နတ်သောရေကဲ့သို့၎င်းပညာဆန်းရည်တွင်သည်ရေစီးသောမြစ်ကဲ့သို့၎င်းဖြစ်၏တရားတရားအမှု၌ဖြောင့်မတ်သောသူကိုရှုံးစေခြင်းကမတရားသောသူမျက်နှာကိုမထောက်ကောင်းမိုက်သောသူနှခမ်းတို့သည်ရန်တွေ့တည်းသူနှုတ်သည်လည်းအပြစ်ဒဏ်ကိုတောင်းတည်းမိုက်သောသူနှုတ်သည်ပျက်စီးရာအကြောင်းနှုတ်ခမ်းတို့သည်မိမိအသက်ကိုကြော့မိရာအကြောင်းဖြစ်ဂုံးတိုက်သောသူ၏စကားသည်ငြိမ်သောခဲဝဲစားဝဲကဲ့သို့ဖြစ်၍ဝမ်းအတွင်းသို့ဝင်တည်းအလိုလိုသောအခါပြင်းရသောသူသည်မိမိဥစ္စာကိုအချီးနှီးကုန်စေသောသူနှင့်ညီအကိုတော်ပေ၏သာဝဖျား၏နာမတော်သည်ခိုင်ခံသောရဲတိုက်ဖြစ်၍ဖြောင့်မတ်သောသူတို့သည်ပြေးဝင်သဖြင့်လုံခြုံစွာနေရကြ၏နေရတတ်သောသူကငါစည်းစိမ်သည်ခိုင်ခံသောမျိုးဖြစ်မြင်သောမျိုးရိုးနှင့်တူသည်ဟုထင်တတ်၏ပျက်စီးခြင်းအရင်လူသည်စိတ်ငြိမ်ခြင်းရှိဂုဏ်တည်အရင်နှိမ့်ချခြင်းရှိအကျိုးအကြောင်းကိုမစစ်မီအမှုစီရင်သောသူသည်မိုက်သောအပြစ်အရှက်ကွဲရသောအပြစ်ရှိလူ၏စိတ်ဝိညာဉ်သည်မိမိနာခြင်းဝေဒနာကိုခံနိုင်ကြည်ကွဲသောစိတ်ကိုပါအပေသူခံနိုင်သည်တမတတိရှိသောသူ၏စိတ်နှလုံးသည်ပညာအတတ်ကိုတိုးထားတတ်၏ပညာရှိသောသူ၏နားသည်လည်းပညာစကားကိုရှာတတ်၏လူ၌ပါသောလက်ဆောင်အဖြစ်လမ်းရှင်းလင်း၍လူကြီးထံသို့ဝင်ရသောအခွင့်ရှိတတ်အရင်ဦးဆုံးအမှုကိုတင်ပြသူကဖြောင့်မတ်သည်ဟုထင်ရတော့လေအခြားတဦးရောက်လာ၍စစ်ကြောပြီးမှအမှန်ကိုသိရ၏စည်ရည်တံပြုခြင်းအဖြစ်အငင်းခုန်နေ၍အာကြီးသောသူတို့အမှုကိုဆုံးဖြတ်တတ်၏ခိုင်ခံသောမြို့ထက်အမှုထားသောညီအကိုကိုနိုင်ဖို့တာ၍ခက်၏ရန်တွေ့ခြင်းအမှုသည်ရဲတိုက်တကားခြင်းကဲ့သို့ဖြစ်၏လူသည်မိမိနှုတ်၏အသီးနှင့်ဝမ်းပြရ၏မိမိနှုတ်ခမ်းတို့၏စီးပွားနှင့်ဝါရ၏ရှာသည်အသက်ပြည့်ခြင်းနှင့်ရှင်ခြင်းကိုအစိုးရ၏ရှာကိုနှစ်သက်သောသူသည်လည်းရှာ၏အသီးကိုစားရ၏မယားကိုရသောသူသည်ကောင်းသောအရာကိုရ၍ထာဝရဘုရား၏ကျေးဇူးတော်ကိုခံရ၏ဆင်းရဲသောသူသည်တောင်းပန်တတ်မရတတ်သောသူမူကားကြမ်းတမ်းစွာပြန်ပြောတတ်၏အပေါင်းအဖော်များသောသူသည်အကျိုးနည်းရှိတတ်မိတ်ဆွေမူကားညီအကိုဆွဲကပ်သည့်ထက်သာ၍ဆွဲကပ်တတ်၏သုတ်တန်ကျမ်းခန်းကြီး19
လင်သောစကားကိုတုံးတက်သောလူမိုက်ထက်ဖြောင့်မတ်ခြင်းလမ်းသို့လိုက်သောဆင်းရဲသူသည်တာ၍ကောင်း၏စိတ်ဝိညာဉ်သည်ပညာအတတ်မရှိဘဲမနေကောင်းအလင်းမြန်သွားသောသူသည်လည်းမှားယွင်းတတ်၏လူသည်မိုက်သောသဘောကြောင့်လမ်းလွဲ၍စိတ်ထဲမှထာဝရဘုရားကိုကဲ့ရဲ့ဖြစ်တင်တတ်၏စည်းစိမ်ရှိလျင်အဆွေခင်ပွန်းများတတ်၏ဆင်းရဲသောသူမူကားမိမိအိမ်နေခြင်းနှင့်မျှမပေါင်းဖော်ရမမှန်သောတတိသည်အပြစ်မခံဘဲမနေရမှုသာကိုတုံသောသူသည်လည်းတန်နှင့်မလွတ်ရလူများတို့သည်မင်းကိုမျက်နှာလုပ်တတ်ကြ၏လက်ဆောင်ပေးသောသူကိုလည်းလူတိုင်းမိတ်ဆွေဖွဲ့တတ်၏ဆင်းရဲသောသူညီအကိုရှိသမျှတို့သည်သူ့ကိုမုန်းကြ၏သူ၏အဆွေခင်ပွန်းဆိုလျှင်သူ့ကိုတာ၍ဝေးစွာရှောင်တတ်ကြမည်မဟုတ်လောသူလိုက်၍ခေါ်တော်လဲသူတို့ကွယ်ပြောက်ကြသည်ပညာကိုရသောသူသည်မိမိအသက်ဝိညာဉ်ကိုချစ်ရရောက်၏ဉာဏ်ကိုဆွဲလန်းသောသူသည်လည်းကောင်းကျိုးကိုခံတတ်၏မမှန်သောတပည့်သည်အပြစ်မခံဘဲမနေရမိသားကိုတုံသောသူသည်လည်းပျက်စီးခြင်းသို့ရောက်လိမ့်မည်မိုက်သောသူသည်မပျော်မွေ့သင့်ထိုများမကကျွန်သည်မင်းတို့ကိုအဆိုးမရသင့်တမန်တော်ရှိသောသူသည်မိမိအမျက်ဒေါသကိုချုပ်တည်တတ်၏သူတစ်ပါးပြစ်မှားခြင်းကိုတီးခံသောသူသည်လည်းဘုန်းတည်ရှိ၏ရှင်ဘုရင်အမျက်တော်သည်ရှင်လေးဟောက်တဲ့ကဲ့သို့ဖြစ်ကျေးဇူးတော်မူကားမြတ်တော်မှာကြာသောနှင်းရည်ကဲ့သို့ဖြစ်၏မိုက်တော်သားသည်အဖဆင်းရဲစရာအကြောင်းဖြစ်၏ရန်တွေ့တတ်သောမယားသည်လည်းအဆက်ဆက်ကြာသောမူပေါင်းနှင့်တူ၏အိမ်နှင့်စည်းစိမ်သည်မိမိအမွေဥစ္စာဖြစ်၏တမန်တော်ရှိသောမယားမူကားထာဝရဘုရားပြည့်စုံတော်မူရာဖြစ်၏ပြည့်သောသဘောသည်လွန်ကျူးစွာအိပ်ပျော်စေ၍ပြည့်သောသူသည်အငတ်ခံရ၏ပြည့်ညက်တရားကိုစောင့်တော်သူသည်မိမိအတ္တဝိညာဉ်ကိုစောင့်ရရောက်၏မိမိသွားရလမ်းကိုမထီလေးစားပြုသောသူတို့ကအသေးခံရ၏ဆင်းရဲသားကိုတနာတော်သူသည်ထာဝရဘုရားအားချေးငှားတော်သူဖြစ်၍သူပြုသောအမှု၏အကျိုးကိုပေးဆက်တော်မူလိမ့်မည်မျှော်လင့်စရာရှိသည့်အခါကိုယ်သားကိုဆုံးမလောသူ့ကိုအကျိုးနည်းအောင်တနာသောစိတ်မရှိစေနှင့်ဒေါသအမျက်ကြီးသောသူသည်အပြစ်ဒဏ်ကိုခံရလိမ့်မည်သူ့ကိုကယ်နှုတ်လျင်အဖန်ဖန်ကယ်နှုတ်ရမည်နောက်ဆုံးကာလ၌ပညာရှိဖြစ်လိုသောငါဆုံးမသောစကားကိုနားထောင်၍မိဥပဒေသားကိုခံယူလောလူသည်အထူးထူးအပြားပြားကြံစည်တဲ့တွေ့ရရင်ထာဝရဘုရား၏ကြံတော်သည်တည်လိမ့်မည်လူသည်စေတနာစိတ်ရှိလျင်ကျေးဇူးပြုရာရောက်၏ဆင်းရဲသောသူသည်မှုသာတုံးသောသူထက်သာ၍ကောင်း၏ထာဝရဘုရားကိုကြောက်ရွံ့သောသဘောသည်အသက်ရှင်ခြင်းနှင့်ဆိုင်သည်ဖြစ်၍ထိုသဘောရှိသောသူသည်အလိုဆန္ဒပြည့်စုံလျက်ရှိ၍ဘေးဥပါဒ်နှင့်ကင်းလွတ်လိမ့်မည်ပြင်းရသောသူသည်မိမိလက်ကိုအိုး၌တွန်းတော်လေတခါနှုတ်၍ပါဇက်သို့မခွန်လို့မတိမမြင်ပြုသောသူကိုရိုက်လျင်ဉာဏ်တိမ်သောသူသည်တတိယလိမ့်မည်ဉာဏ်ကောင်းသောသူကိုဆုံးမလျင်သူသည်ပညာတရားကိုနားလည်လိမ့်မည်အဘဥစ္စာကိုဖြုံး၍အမိကိုနှင်ထုတ်သောသားသည်အဆက်ခွဲသောသားကဲ့ရဲ့ခြင်းကိုခံစေသောသားဖြစ်၏ငါသာတင်သောသူ၏စကားကိုနားမထောင်လျင်ပညာတရားမှသင်လဲကျော်သွားလိမ့်မည်အာဓမ္မတတ္တိသည်တရားကိုမထီမဲ့မြင်ပြုတတ်၏မတရားသောသူသည်လည်းဒုစရိုက်ကိုကျေဖြန့်တတ်၏မထီမဲ့မြင်ပြုသောသူတို့အဖို့အပြစ်စီရင်နိုင်သောသူတို့၏ကြောဖို့ဒဏ်ပေးခြင်းသည်အသင့်ရှိ၏တုတ်တန်ချံခန်းကြီး20စပြည့်ရည်သည်လှည့်စားတတ်၏ပေရည်တရက်သည်ရုံးရင်းခက်တည်ခြင်းအမှုကိုဖြစ်စေတတ်၏ထိုတို့သောအဖြစ်မှားယွင်းသောသူသည်ပညာမရှိရှင်ဘုရင်ကြောက်เสียကားရှင်သေးဟောက်ခြင်းနှင့်တူ၏အမျက်တော်ကိုနှိုးဆော်သောသူသည်မိမိအသက်ကိုဖြစ်မှာ၏ရန်သူချင်းကိုမြင်စေသောသူသည်ဂုဏ်တရေရှိ၏မိုက်သောသူမူကားအမှုနှင့်ရောနှောတတ်၏ချမ်းသောကြောင့်ပြင်းရသောသူသည်လည်းမလုပ်လို့ထို့ကြောင့်စပါးရည်သောကာလ၌သူတစ်ပါးကိုတောင်းတော်လဲမရရာလူစိတ်နှလုံး၌ပညာအကျံသည်နှက်သောယင်နှင့်တူတော်လဲဉာဏ်ကောင်းသောသူသည်ခက်ယူလိမ့်မည်လူများတို့သည်မိမိတို့ပြုသောကျေးဇူးကိုကြားပြောတတ်၏သစ္စာရှိသောသူတို့ကအပေသူရှာ၍တွေ့နိုင်သည်ဖြောင့်မတ်သောသူသည်မိမိဖြောင့်မတ်ခြင်းလမ်းသို့လိုက်၍သူသားစဉ်မြေးဆက်တို့သည်မင်္ဂလာရှိကြ၏တရားပလင်ပေါ်မှထိုင်သောရှင်ဘုရင်သည်မကောင်းသောအမှုရာရှိသမျှတို့ကိုမျက်စိတော်နှင့်ပယ်ရှင်းတတ်၏ငါသည်ကိုယ်စိတ်နှလုံးကိုစင်ကြယ်စေပြီးအပြစ်နှင့်ကင်းလွတ်၏ဟုအပေသူဆုံးနိုင်သည်အလေးချင်းမတူသောအလေးအဝင်ချင်းမတူသောတင်းတောင်းတို့ကိုထာဝရဘုရားဆက်ဆုပ်လွန်ရှားတော်မူ၏သူငယ်တော်လည်းမိမိပြုသောအမှုသည်စင်ပြီးမစင်ပြီးမှန်ပြီးမမှန်ပြီးကိုမိမိအချင်းရာအဖြစ်ပြ၍မိမိသဘောကိုထင်ရှားစေကြားတတ်သောနားကို၎င်းမြင်တတ်သောမျက်စိကို၎င်းထာဝရဘုရားဖန်ဆင်းတော်မူသည်ဆင်းရဲမည်ဟုစိုးရိမ်စရာရှိသည်ဖြစ်၍အိတ်ချင်းကိုမတတ်မှတ်နှင့်မိုးတက်လျင်ဝါစာစားရ၏ဝေသောသူကမကောင်းဘူးဟုဆိုတတ်
ဝေရွေးသွားပြီးမှဝါကြွားတတ်၏ရွှေရှိဗရများလည်းရှိပညာအတတ်နှင့်ပြည့်စုံသောနှုတ်မူကားအလွန်အဖိုးထိုက်သောယတနာဖြစ်၏မကျွမ်းသောသူအတွက်အမျိုးပြတ်သောမိန်းမအတွက်အာမခံတတ်သောသူသည်အဝေးအစရှိသောဥစ္စာတစ်စုံတစ်ခုကိုပေါင်ထားစေလှည့်စား၍ရသောအစာသည်ချုံမြင်တော်လဲစားသောသူ၏နှုတ်သည်ကြောက်စနစ်နှင့်ပြည့်လိမ့်မည်အကြံရှိသောသူသည်သူတစ်ပါးနှင့်တိုင်လို့လျှင်အကြံဖြစ်မြောက်တတ်၏ကောင်းသောတိုင်ပင်ခြင်းရှိမှသာစစ်မှုကိုပြုရမည်လေရေးစကားများသောသူသည်လှည့်ရအပ်သောအရာကိုဖော်ပြတတ်၏သူဖြစ်၍ချောမော့တတ်သောသူနှင့်မပေါင်းဖော်နှင့်အကျဉ်သူသည်မိဘကိုကျင့်စေထိုသူမိကွက်သည်ထူထပ်သောမှောင်မိုက်၌ပေလိမ့်မည်အမွေဥစ္စာကိုအစာအုပ်၌အလင်းရနိုင်တော်လဲအစုံ၌အမင်္ဂလာဖြစ်လိမ့်မည်ငါသည်ရန်တုံးပြုမည်ဟုမဆိုနှင့်ထာဝရဘုရားကိုငန်းလျက်သောသူပြုလျင်ပြည့်တင်တော်မူလိမ့်မည်အလေးချင်းမတူသောအလေးတို့ကိုထာဝရဘုရားဆက်ဆုပ်လင်းရှာတော်မူ၏စင်လေသောခြင်းပင်လည်းအပြည့်ရှိ၏လူသားရလမ်းကိုထာဝရဘုရားစီရင်တော်မူ၏သူဖြစ်၍သူသည်မိမိသားရလမ်းတို့ကိုအပေတို့နားလည်နိုင်သည်ဘုရားမူ၌စကားလုံမိသည်တစ္ဆာတတိထားပြီးမှမင်းများသောသူသည်ကြော်ကုန်းနှင့်တွေ့မိသည်ပညာရှိသောရှင်ဘုရင်သည်လူမျိုးတို့ကိုကွဲပြားစေ၍ဘိန်းနှင့်ဖိတည်၏လူစေဝိညာဉ်သည်ကိုယ်အတွင်း၌ရှိသမျှတို့ကိုစစ်ဆေးသောထာဝရဘုရား၏မိဘဖြစ်၏ဂိမာတရားနှင့်တစ္ဆာတရားသည်ရှင်ဘုရင်ကိုဆောင်မတတ်၏ဇာဝပလင်တော်သည်ဂိမာတရားအဖြစ်မြင်ရန်တတ်၏လူမျိုး၏ဘုံကအစံတတ်၏လူအို၏ဂုံတရေကကျူသောစပင်ဖြစ်၏အနာဘုံမှုနောက်ခြင်းအဖြစ်အစိုးမြင့်နှင့်ကင်းစင်တတ်၏တန်ချရာတို့သည်လည်းကိုယ်အတွင်းရဲတို့၌ထိုသို့သောကျေးဇူးကိုပြုတတ်၏ပုဒ်တန်ချံခန်းကြီး21ရှင်ဘုရင်စိတ်နှလုံးသည်ရေချောင်းကဲ့သို့ဖြစ်၍ထာဝရဘုရား၏လက်တော်၌ရှိသဖြင့်လူတော်ရှိသည့်အတိုင်းလှည့်စေတော်မူ၏လူတို့သည်မိမိတို့ကျင့်သမျှသောကျင့်တို့ကိုနှစ်သက်တဲ့ထာဝရဘုရားမူကားစိတ်နှလုံးတို့ကိုချိန်တော်မူ၏ရှိပူဇော်ခြင်းကိုနှစ်သက်သည့်ထက်ဖြောင့်မတ်စွာပြုခြင်းတရားတစ်ဖြစ်စီရင်ခြင်းကိုထာဝရဘုရားသည်တာ၍နှစ်သက်တော်မူ၏ထောင်ကားသောမျက်နှာမာနကြီးသောနှလုံးမတရားသောသူတို့၏အလင်းတော်လည်းအပြစ်ပါ၏လုံလဝရိယပြုသောသူ၏အကြံစီသည်ကြွယ်ဝခြင်းနှင့်၎င်းတမာတိမရှိသောသူ၏အကြံစီသည်ဆင်းရဲခြင်းနှင့်၎င်းဆိုင်တည်မှုသာစကားအဖြစ်ဘာနာကိုစီးပူးခြင်းအမှုသည်တင်ဝင်းကြော်ပွင့်တို့တွင်ကြောက်လွန်သောအနတ္တဖြစ်၏မတရားသောသူတို့သည်တရားသဖြင့်မစီရင်လိုသောကြောင့်မိမိညှင်းဆဲခြင်းအဖြစ်ကမိမိကိုဖျက်ဆီးလိမ့်မည်လမ်းလွဲသွားသောသူသည်ကွာဝေးရာသို့ရောက်တဲ့စင်ကြယ်သောသူပြုသောအမှုမူကားမှန်သည်ဇံတို့သောမိမနှင့်အတူလူများသောအိမ်၌နေသည့်ထက်အိမ်မိုးပေါ်တောင်ထဲမှနေသောတာ၍ကောင်း၏မတရားသောသူသည်မနာလိုသောစိတ်ရှိအိမ်မွေးခြင်း၌ကျေးဇူးပြုခြင်းသောအလိုမရှိမထီမဲ့မြင်ပြုသောသူသည်ပြစ်ဒဏ်ကိုခံရသောအခါဉာဏ်တိမ်သောသူသည်တတိယတတ်၏တတိယသောသူသည်လည်းသင်ပင်ခြင်းကိုခံသောအခါပညာတိုးပွားတတ်၏တရားသောသူသည်မတရားသောသူ၏အိမ်ကိုပညာစိတ်နှင့်ဆင်ခြင်တတ်၏မတရားသောသူတို့မူကားမိမိတို့ပြုသောဒုစရိုက်အဖြစ်ပျက်စီးခြင်းသို့ရောက်တတ်ကြ၏ဆင်းရဲသောသူ၏အဟိတံကိုမကြားလို၍နားကိုပိတ်သောသူသည်ကိုယ်တိုင်အဟိ၍အဘယ်သူမှမကြားရတိတ်ဆိတ်စွာပြီးသောလက်ဆောင်သည်သူစိတ်ကို၎င်းဉာဏ်ကို၌ခြားထားသောလက်ဆောင်ပန်းလာပြီးပြင်းစွာသောအမျက်ကို၎င်းဖြစ်တတ်၏ဖြောင့်မတ်သောသူသည်တရားသဖြင့်စီရင်၍ဝမ်းမြောက်တတ်၏အာရမအမှုတို့ကိုပြုသောသူမူကားပျက်စီးခြင်းသို့ရောက်လိမ့်မည်ဉာဏ်ပညာလမ်းမှလွဲသွားသောသူသည်ပညာသာအဆွေအဝေး၌နေရာကျလိမ့်မည်ကာမဂုဏ်၌မူလျော်သောသူသည်ဆင်းရဲခြင်းသို့ရောက်လိမ့်မည်တတိယနေစီကိုကြိုက်သောသူသည်လည်းငွေကိုမရတရားမတရားသောသူသည်တရားသောသူအဖို့ယုံကြည်သောသူသည်ဖြောင့်မတ်သောသူအဖို့ရွေးရန်ဖြစ်စိတ်တူ၏ရန်တွေ့တတ်သောမိမနှင့်နေသည့်ထက်တောဝင်ပြင်၌နေသောတာ၍ကောင်း၏ပညာရှိသောသူ၏အိမ်၌နှစ်သက်ဖွယ်သောဗန္နာနှင့်စီရှိတတ်၏မိုက်သောသူမူကားကုန်စေတတ်၏ဖြောင့်မတ်ခြင်းတရားနှင့်ဉာဏ်တရားကိုရှာသောသူသည်အသက်ရှင်ခြင်းဖြောင့်မတ်ခြင်းဂုဏ်တရေထင်ရှားခြင်းတို့ကိုတွေ့တတ်၏ပညာရှိသောသူသည်ခံခံသောမျိုးရိုးကိုတက်၍မြေသားကိုးစားရာခွန်အားကိုရှုတ်ချတတ်၏မိမိနှုတ်နှင့်ရှာကိုဆောင်သောသူသည်မိမိစိတ်ဝိညာဉ်ကိုဒုက္ခနှင့်လွတ်စေခြင်းကဆောင်ရာရောက်၏ပြင်းစွာသောဒေါသအမျက်၌ကျင်လည်သောသူကိုထောင်လွှားစော်ကားသောသူမတိမမြင်ပြုသောသူဟု၍တမုတ်အပ်၏ပြင်းသောသူသည်အလုံးမလို့ချင်သောကြောင့်မိမိတတ်မှတ်သောအဖြစ်တည်တတ်၏တဏှိလုံးတတ်မှတ်အားကြီးတတ်၏ဖြောင့်မတ်သောသူမူကားအနှံ့မျောပဲဆင်ချဲတတ်၏မတရားသောသူပူဇော်သောရစ်သည်
ဆက်စုပ်ရင်ရှာပွဲဖြစ်၏ထိုမြမကမတရားသောစိတ်နှင့်ပူဇော်လျင်တာ၍ယုံ၏မမှန်သောတတ်သည်ပုတ်ပြတ်တတ်ကိုယ်တိုင်ကြားသောသူမူကားတည်ကြည်စွာပြောတတ်၏မတရားသောသူသည်မိမိမျက်နှာကိုခိုင်မာစေတတ်၏ထောက်မှတ်သောသူမူကားမိမိကြားရလမ်းကိုပြင်ဆင်တတ်၏ထာဝရဘုရားတစ်ဖက်၌ဉာဏ်မတည်ပညာမတည်အကြံတစ်စုံတစ်ခုမျှမတည်နိုင်စစ်တပ်ရာကာလဟုမြင်းများကိုပြင်ဆင်တော်လေထာဝရဘုရား၏ကြည်တော်ကြောင့်ချမ်းသာရပါ၏သုတ်တန်ကျမ်းခန်းကြီး22ကောင်းသောသူကိုများစွာသောဥစ္စာထက်ပါ၍ရွေးစရာကောင်း၏သူတစ်ပါးဆုံးမချင်းကြည်သည်ရွှေငွေထက်ပါ၍ကောင်း၏နေရတတ်သောသူနှင့်ဆင်းရဲသောသူတို့သည်တွေ့ကြုံကြသည်ထိုသူအပေါင်းတို့ကိုထာဝရဘုရားဖန်ဆင်းတော်မူ၏တမန်တော်ရှိသောသူသည်အမှုကိုမြင်၍ပုံနေတတ်ဉာဏ်တုံသောသူမူကားအစဉ်တိုင်းတွား၍အမှုနှင့်တွေ့တတ်၏စိတ်နှင့်ချခြင်းထာဝရဘုရားကိုကြောက်ရွံ့ခြင်းကျေးဇူးကြောင့်စီးစိမ်ဂုဏ်တရေအသက်ကိုရတတ်၏သဘောကောက်သောလူသားရလမ်း၌စုပင်များနှင့်ကြောကွင်းများရှိတတ်၏မိမိစိတ်ဝိညာဉ်ကိုစောင့်ရှောက်သောသူမူကားဝိစွာရှောင်သွားလိမ့်မည်သူငယ်သွားရလမ်းဝ၌ဆုံးမတုံတင်တော်သူပြုလင်သူသည်အိုသောအခါထိုလမ်းမှမလဲလိုက်သွားလိမ့်မည်နေရတတ်သောသူသည်ဆင်းရဲသောသူကိုအစိုးရ၏ချင်းငါကြည့်သောသူသည်ချင်းငါပြီးသောသူ၌ကျုံဖြစ်၏ဒုစရမျိုးစီကိုကျဲသောသူသည်ဒုက္ခစကားကိုရေးရမည်ဒေါသစိတ်ရှိ၍တန်ပေးနိုင်သောတကူလည်းကြောက်လိမ့်မည်ကြီးမားမျက်စိရှိသောသူသည်ဆင်းရဲသောသူတို့ကိုကြည်သောကြောင့်မင်္ဂလာရှိလိမ့်မည်မထီမဲ့မြင်ကြည့်သောသူကိုနှင်ထုတ်လောတုတ်ပြုလင်ရံမှန်လည်းခတ်ပါလိမ့်မည်ရံတွေ့ခြင်းနှင့်တည့်ရခြင်းလည်းငြင်းလိမ့်မည်စိတ်နှလုံးဖြူစင်ခြင်းကိုနှုတ်သက်သောသူသည်လျှောက်သက်သောစကားကိုပြောတတ်၍ရှင်ဘီရင်နှင့်မိတ်ဆွေဖွဲ့ရလိမ့်မည်ထာဝရဘုရား၏မျက်စိတော်သည်ပညာအတတ်ကိုဆောင်၏ပြင်မာသောသူ၏စကားကိုပါခြေတော်မူ၏ပြင်းသောသူကအင်ပြင်မှာချင်းသေးရှိ၏လမ်းတို့ထွက်လျင်ငါပေလိမ့်မည်ဟုဆိုတတ်၏အမျိုးပြတ်သောမိန်းမ၏နှုတ်သည်နတ်သောမြေပင်ဖြစ်၏ထာဝရဘုရားဆက်ဆုပ်ယုံရှာတော်မူသောသူသည်ဖွံ့ဖြိုးခြင်းတို့ကြားလိမ့်မည်မိုက်သောသဘောသည်သူငယ်၏စိတ်လုံးထဲမှထုတ်ထားလျက်ရှိသို့တော်လည်းဆုံးမသောစိတ်လုံးသည်ထိုသဘောကိုဝေးစွာနှင်တိုက်ကိုယ်စီဝါဖို့ဆင်းရဲသားတို့ကိုနှင်းဆက်သောသူနှင့်နေရတတ်သောသူတို့အားပြီးသောသူသည်ဆင်းရဲခြင်းတို့အမှန်ရောက်လိမ့်မည်တင်းနာကိုနှိပ်ပညာရှိစကားကိုနားထောင်လောငါအပညာအတတ်ကိုလည်းစိတ်နှလုံး၌ဆွဲလန်းလောတင်းနှလုံး၌ပြင်းပြီးနိုင်ခြင်းတာယာသောအကျိုးရှိလိမ့်မည်တင်းနှုတ်၌လည်းအစဉ်အသက်ရှိလိမ့်မည်တင်းသည်ထာဝရဘုရား၌ကိုယ်လုံးကြီးအကြောင်းတင်းကိုယ်တိုင်ကိုယနေ့နာသွန်သင်၏တင်းသည်တမန်တရားစကားစစ်ကိုသိမြင်အကြောင်းနှင့်တင့်ထန်သူစေလိုသောသူတို့အားတမန်စကားကိုပြန်ပြောနိုင်မည်အကြောင်းတတိပြုလျက်ပညာတတ်ကိုပြသလျက်ထူးဆန်းသောအရာတို့ကိုငါယူ၍ပြလိုက်သည်မဟုတ်လောဆင်းရဲသောသူဆင်းရဲကိုထောက်၍သူ၏ဥစ္စာကိုမလူမယူနှင့်ဒုက္ခိတတတဝါကိုငြိုတကားဝ၌မမြင်စေနှင့်အကြောင်းမူကားထာဝရဘုရားသည်သူတို့အမှုကိုစောင့်တော်မူမည်သူတို့ဥစ္စာကိုလူယူသောသူတို့၏အသက်ကိုလူယူတော်မူမည်စိတ်တော်သူကိုမိတ်ဆွေမဖွဲ့နှင့်အမျက်ပြင်းထန်သောသူနှင့်အတူမလိုက်နှင့်တိုက်လျင်သူ၏ထုံးစံဓလေ့ကိုသင်၍ကိုယ်အသက်ကြုံမိရာဖြစ်လိမ့်မည်။ဘာဝခြင်းရသောလူစုနှင့်သူ့ကျွေးကိုအာမခံသောသူစုတို့မဝင်နှင့်သင်၌ပြရမရှိလျင်တင်းရာကိုအသက်ကြောင့်ယူသွားစေခြင်းတည်း။ဘိုးဘီဆိုင်ထူသောမြေမှတ်တိုင်တို့ကိုမရွှေ့နှင့်ဆောင်ရွက်စရာအမှုကိုကြိုးစား၍ပြီးစီးစေတတ်သောသူရှိသလား။ထို့သူသည်တမန်တော်၏အမှုကိုမဆောင်ရွက်ရှင်ဘီ၏အမှုတော်ကိုဆောင်ရွက်ရ၏။သုတ်တန်ကျမ်းခန်းကြီး23မင်းရဲ့အတူထိုင်၍စားတောက်သောအခါတင်းရှိမှအဘယ်သူရှိသည်ကိုစစ်စစ်ဆင်ခြင်လောတင်းသည်စာကြည့်တတ်သောသူဖြစ်လျင်တင်းလေချောင်းကိုဓာနှင့်ရွေလောထိုမင်းခဲပွဲစားပွဲတို့ကိုအလိုမရှိနှင့်လက်စားတတ်သောအစာဖြစ်၏နေရတတ်ခြင်းကမကြိုးစားနှင့်ကိုယ်ဉာဏ်ကိုအမှုမပြုနှင့်ကြောက်တတ်သောအရာကိုစစ်စစ်မျက်မှောက်ပြုသင့်မလောအကယ်စင်စစ်လင်းရင်သည်မိုးကောင်းကင်တို့ပြန်တတ်တဲ့ကဲ့သို့ထိုအရာသည်အတောင်တို့ကိုလှုပ်၍ပြန်သွားတတ်၏မနာလိုသောသူ၏အစာကိုမစားနှင့်သူ၏ခဲပွဲစားပွဲကိုအလိုမရှိနှင့်သူသည်စိတ်ထင်သည့်အတိုင်းဖြစ်စားတော့ဘဟုဆိုတော့လေစေတနာစိတ်မရှိသင်စားသောအစာကိုတခါအံ့ရလိမ့်မည်သင်ချိုသောစကားလေးယူရင်းလိမ့်မည်မိုက်တော်သူကြောင်းစကားမပွက်နှင့်သင်စကား၌ပါသောပညာကိုမထိမဲ့မြင်ပြုလိမ့်မည်အရင်ဆိုင်သောမြေမှတ်တိုင်ကိုမရွှေ့နှင့်မိဘမရှိသောသူတို့၏လေကိုမတိမ်နှင့်အကြောင်းမူကားထိုသူတို့ကိုရွေးတော်မူသောသူသည်တကူကြီးသင်တစ်ဖက်၌သူတို့အမှုကိုစောင့်တော်မူလိမ့်မည်သုံးမဩဝါဒ၌စင်မတော်ဆွေးလန်း၍ပညာအတတ်စကားကိုနာခံတော်ပညာကိုမဆုံးမဘဲမမြင်နှင့်ကျင့်လုံးနှင့်ရိုက်တော်လဲသူသည်မသိကျင့်လုံးနှင့်ရိုက်၍သူ၏အတတ်ဝိညာဉ်ကိုမြင်လာနိုင်ကြမှကဲ့နှုတ်ရမည်ငါပါ
တင်နှလုံး၌ပညာရှိလျင်ငါနှလုံးသည်ဝမ်းမြောက်လိမ့်မည်တင်နှုတ်သည်မှန်သောစကားကိုပြောသောအခါငါကြောက်ကရှင်လန်းလိမ့်မည်အပြစ်ထင်ရှားသောသူတို့ကိုမြည်သောစိတ်မရှိစေနှင့်အမိလုံးထာဝရဘုရားကိုကြောက်ရွံ့သောသဘောရှိစေလောအကယ်စင်စစ်အမှုဆုံးဖြတ်ခြင်းသည်ရောက်လိမ့်မည်တင်မျှော်လင့်ခြင်းအကြောင်းမပြတ်ရငါပါငါစကားကိုနားထောင်၍ပညာရှိသဖြင့်ကိုယ်စိတ်နှလုံးကိုလမ်းမ၌ပြည့်ပြင်လောစတိရေတောက်ကြည့်သောသူအနေသာစာကြည့်သောသူတို့ကိုအပေါင်းဖော်မလုံးနှင့်တောက်ကြည့်သောသူနှင့်စာကြည့်သောသူသည်ဆင်းရဲခြင်းတို့ရောက်လိမ့်မည်အကြည့်သောသဘောသည်လူကိုအဝိစုံနှင့်ခြုံတက်၏တင့်ကိုဖြစ်ပွားစေသောအသား၏စကားကိုနားထောင်လော့အကြည့်သောအမိကိုမတိမလို့မပြုနှင့်တမန်တရားကိုဝယ်လော့မရောက်နှင့်ပညာကို၎င်းစိတ်မဩဝါဒကို၎င်းဉာဏ်တက်ပြီးကို၎င်းထိုနည်းတူပြုသောခံမတော်သူ၏အသားသည်အလွန်ဝမ်းမြောက်လိမ့်မည်ပညာရှိသောသားကိုဖြစ်ပွားစေသောသူသည်ထိုသား၌အာရဝမ်းမြောက်လိမ့်မည်သင်မိဘတို့သည်ဝမ်းမြောက်၍တင့်ကိုမူဖားသောသူသည်ရှင်လန်းလိမ့်မည်ငါပါနှလုံးကိုငါအားပေးလောသင်မျက်စိတို့သည်ငါတော်သောလမ်းကိုကြည့်မှတ်ပါစေကိရဇာမသည်မတ်တော်ကျုံးကဲ့သို့၎င်းအမွေးပြတ်သောမိန်းမသည်ကျင်းသောမြေတွင်ကဲ့သို့၎င်းဖြစ်၏သူသည်ဓမ္မကဲ့သို့ချောင်းကြည့်တတ်၏ယွန်ကျူးသောယောက်ျားများပြားစေခြင်းကပြုတတ်၏အဘယ်သူသည်ဝမ်းမြောက်ခြင်းရှိသနည်းအဘယ်သူသည်မြည်တွားခြင်းရှိသနည်းအဘယ်သူသည်ရန်တွေ့ခြင်းရှိသနည်းအဘယ်သူသည်မြည်တမ်းခြင်းရှိသနည်းအဘယ်သူသည်အကျိုးအကြောင်းမရှိထိခိုက်၍နာခြင်းရှိသနည်းအဘယ်သူသည်မျက်စိမြင်ခြင်းရှိသနည်းဟုမူကားသတိရည်ကိုကြာမြင့်စွာတောက်လျက်နေတော်သူစိတ်နှင့်ရောသောသတိရည်ကိုရှာတတ်သောသူတို့သည်ထိုတို့သောလက္ခဏာရှိကြ၏အလား၌နေလျက်အယောင်တောက်လျက်အချိုးအမြင်ဝင်လျက်ရှိသောသတိရည်ကိုမသိရှိနှင့်နောက်ဆုံး၌နေကဲ့သို့ကြိုက်တတ်၏နေရိုးကဲ့သို့နာစေတတ်၏သင်မျက်စိတို့သည်အမျိုးပြသောမိန်းမတို့ကိုကြည့်ရှိ၍သင်နှလုံးသည်လည်းကောက်သောစကားကိုမျက်ဆိုလိမ့်မည်အကယ်စင်စစ်သင်သည်သင်လည်းအလွန်၌အိတ်တော်သူသူမောရက်တိုင်ဖြားပေါ်မှာအိတ်တော်သူကဲ့သို့ဖြစ်လိမ့်မည်သူတို့သည်ငါကိုရိုက်ကြသည်သို့တော်လည်းငါမနာငါကိုထူးကြတော်လည်းငါမသိဘယ်ချိန်မှငါမရမည်တခါငါရှာအုံးမည်ဟုသင်ဆိုလိမ့်တည်းသုတ်တန်ကျမ်းခန်းကြီး24မတရားသောသူတို့ကိုမညှို့စွနှင့်သူတို့နှင့်ပေါင်းဝဲခြင်းကအလိုမရှိနှင့်ချက်စည်းခြင်းကသူတို့နှလုံး၌ကြံစည်တတ်၏နှုတ်နှင့်လည်းဘေးပြုမိစကားကိုပြောတတ်၏ဉာဏ်ပညာအဖြစ်အိမ်ကိုတည်ဆောက်၍ခိုင်ခန့်မြင်းပြန်စေရ၏ပညာအတတ်အဖြစ်အခန်းများတို့သည်အဖို့ထား၍နှစ်သက်ဖွယ်သောဥစ္စာအပေါင်းတို့နှင့်ပြည့်ရကြ၏ပညာရှိသောသူသည်တကုရှိပညာအတတ်နှင့်ပြည့်စုံသောသူသည်ခွန်အားတိုးရတတ်ပညာရှိတို့နှင့်တိုင်ပင်ပြီးမှစစ်မှုကိုပြုရ၏အကြံပေးနိုင်သောသူများစွာရှိလျင်ဘေးလွတ်တတ်ပညာမြင်သောကြောင့်မိုက်သောသူမမီနိုင်လူတကားဝ၌စကားမပြောဝံ့မကောင်းသောအမှုကိုပြုခြင်းကကြံစီသောသူကိုဘေးပြုသောသူဟုမှဲ့ရ၏မိုက်သောအကြံစီ၌အပြစ်ပါ၏မထီမဲ့မြင်ပြုသောသူသည်လည်းလူဆက်ဆုပ်ယွန်ရှာပဲဖြစ်၏သင်သည်မှုရောက်သောကာလ၌စိတ်ပြည့်လျင်အာနေ၏ပညာတို့ထုတ်၍အပေခံလူသောသူတို့ကိုသင်သည်နှုတ်အံ့သောငါအာမထုတ်ပဲနေလျက်ငါတို့မသိဟုသင်ဆိုတော်လဲနှလုံးသဘောကိုစစ်သောအရှင်သည်မစင်ကြင်သလောသင်စိတ်ဝိညာဉ်ကိုဆောင်တော်သူသည်မသိသလောလူအသီးသီးတို့အားသူတို့အကျင့်နှင့်အလျောက်အကျိုးအပြစ်ကိုမဆက်ပေးဘဲနေမည်လောငါသာကြားရည်ကောင်းသောကြောင့်စားလောချုံမြင်သောပြလက်ပုဂ္ဂိုလ်လည်းစားလောထို့သူသင်တွေ့ရသောပညာတရားသည်စိတ်ဝိညာဉ်၌အရသာနှင့်ပြည့်စုံ၍သင်သည်မျှော်လင့်ခြင်းမပြတ်အနာဂတ်အကျိုးကိုရလိမ့်မည်။အိုမတရားသောသူဖြောင့်မတ်သောသူ၏အိမ်ကိုချောင်း၍မကျင့်နှင့်သူ၏ညင်ဝတ်ရာအရက်ကိုမဖြတ်နှင့်ဖြောင့်မတ်သောသူသည်9ကြိမ်လဲတော်လဲပြန်ထားလိမ့်မည်။မတရားသောသူမူကားလဲသောအခါဆုံးရှုံးလိမ့်မည်။သင်၏ရန်သူလဲသောအခါဝမ်းမမြောက်နှင့်ခြေထိခိုက်သောအခါရှင်လန်းသောစိတ်မရှိနှင့်ရှိလျင်ထာဝရဘုရားသိမြင်သဖြင့်မနစ်သက်ဘဲသူမှအမျက်တော်ကိုလွှဲတော်မူမည်။မတရားသောသူတို့ကြောင့်စိတ်မပူနှင့်အာရမလူတို့ကိုမမြူစွနှင့်အကြောင်းမူကားမတရားသောသူသည်အကျိုးကိုမရအာရမလူ၏မိကွက်သည်သေလိမ့်မည်ငါသာထာဝရဘုရားကို၎င်းရှင်ဘုရင်ကို၎င်းကြောက်ရွံ့လောမတည်ကြည်သောသူတို့နှင့်မယုံနှုံမပေါင်းဖော်နှင့်သူတို့ဘေးသည်ချက်ချင်းရောက်တဲ့ထိုနှစ်ပါးတို့၏အဆုံးကိုအဘယ်သူသိသနည်းထိုမှတပါပညာရှိတို့နှင့်ဆိုင်သောအရာဟုမူကားတရားစီရင်ရာတွင်လူမျက်နှာကိုမထောက်ကောင်းမတရားသောသူအားသင်သည်ဖြောင့်မတ်၏ဟုဆိုသောသူကိုလူမျိုးတို့သည်ကျင့်စေကြလိမ့်မည်လူအနွယ်တို့သည်ဆက်ဆုပ်ယွန်ရှာကြလိမ့်မည်ဆုံးမပြစ်တင်သောသူတို့မူကားစိတ်တာရလျက်ကောင်းကြီးမင်္ဂလာကိုခံလျက်ရှိကြလိမ့်မည်မှန်သောစကားကိုပြန်ပြောတတ်သောသူ၏နှုတ်ကိုလူတိုင်းနမ်းလိမ့်မည်ပြင်ရက်မှာသင်၏အလုပ်ကိုပြင်လောလေတော်၌ကိုယ့်ဖို့ပြင်ဆင်လောနောက်မှသင်၏နေရာအိမ်ကိုဆောက်လောသ
တင်းဤအိမ်လေးချင်းတစ်ဖက်၌အကြောင်းမရှိဘဲတက်တည်မခံနှင့်ကိုနှုံးနှင့်သူတစ်ပါးကိုမလဲစားနှင့်သူသည်ငါ၌ပြုသည့်အတိုင်းသူ၌ငါပြုမည်သူအကျင့်နှင့်လျောက်အကျိုးအပြစ်ကိုငါဆက်ပေးမည်ဟုမဆိုနှင့်ပြည့်တော်သူ၏လေယာအနားနှင့်ဉာဏ်မရှိသောသူ၏စပီးဥယျာဉ်အနားမှငါလျှောက်သွားစဉ်စုပင်များပြ၍မြေတစ်ပြင်လုံး၌စူးလေပင်ပြန့်နှံ့လွှမ်းမိုးလျက်ကြောက်ရွံ့ပြပြက်လျက်ရှိသည်ကိုငါမြင်၍အစစ်စစ်ဆင်ခြင်၏ကြည့်ရှု၍တွင်ပင်ခြင်းကိုခံရ၏ခဏအိပ်လျက်ခဏပျော်လျက်အိပ်ပျော်ခြင်းကခဏလက်ချင်းပိုက်လျက်နေစဉ်တွင်ဆင်းရဲခြင်းသည်ခရီးသွားသောသူကဲ့သို့၎င်းဥစ္စာပြုံးတီးခြင်းသည်သူရဲကဲ့သို့၎င်းရောက်လာလိမ့်မည်တုတ်တန်ကျမ်းခန်းကြီး25ယူဒရှင်ဘုရင်ဟေဇကိလူတို့ကူးရသောရှောလမုန်မင်းတုတ်တန်စကားဟူမူကားအမှုရေးကိုဝတ်ထားခြင်းသည်ဘုရားသခင်ဘုန်းတော်နှင့်တင့်၏ရှင်ဘုရင်မူကားအမှုရေးကိုစစ်ကြောခြင်းအဖြစ်ကောင်းတည်တည်မိုးကောင်းပြင်သည်မြင့်မြေကြီးသည်နက်၏ရှင်ဘုရင်နှလုံးကိုလည်းစစ်၍မသိနိုင်နေတဲကချော်ကိုထုတ်ပယ်လျင်ပဋိသမားအတွက်ဖလားကိုရလိမ့်မည်မတရားသောသူတို့ကိုရှင်ဘုရင်ထံတော်မှပယ်လျင်အာနာတို့သည်တရားအဖြစ်တည်လိမ့်မည်ရှင်ဘုရင်ထံတော်၌မိမိကိုယ်ကိုမချီးမြှောက်နှင့်လူကြီးနေရာ၌မနေနှင့်အကြောင်းမူကားဥမြင်ရသောမင်းရှိမှနှိမ့်ချခြင်းကိုခံရသည့်ထက်ဤရက်တို့တက်ပါဟုသောစကားကိုတာ၍ကြားကောင်း၏အလင်းအမြန်ရံမတွေ့နှင့်အိမ်မင်းချင်းသည်တင့်ကိုအဆက်ခွဲပြီးမှတင်သည်အဘယ်သို့ပြုမည်နည်းတင်သည်အိမ်မင်းချင်းနှင့်ကိုယ်မှုကိုဆွေးနွေးလောဟောထားသောအမှုရာကိုသူတစ်ပါးအားမထုတ်ပြနှင့်သို့မဟုတ်သူသည်တင့်ကိုအဆက်ခွဲသည်ဖြင့်တင်ဤဂုံတည်းအစဉ်တစ်ဖြစ်ဆုံးလိမ့်မည်တယောက်ပဲသောစကားသည်ငွေအပြောက်မှာစီချေသောရွှေလျှောက်ချိုသည်နှင့်တူ၏နားထောင်တတော်သူကိုလျှောက်ပတ်စွာဆုံးမတတ်တော်သူသည်ရွှေနှတောင်းကဲ့သို့၎င်းရွှေစင်တစားကဲ့သို့၎င်းဖြစ်၏စပါးရည်ရာကာလ၌မိုးပွင့်ကြောင့်ချမ်းတကဲ့သို့တစ္ဆာဆောင်သောတမန်သည်စစ်လွတ်သောသူ၌အေးချမ်းစေပြီးသခင်စိတ်ကိုရှင်လန်းစေတတ်၏ပေးမည်ဟုဝါကြွား၏မပေးဘဲနေသောသူသည်မူရည်မပါသောတိမ်နှင့်လေကဲ့သို့ဖြစ်ကြာမြင့်စွာတီးခံလျင်မင်းကိုဖြောင်းပြနိုင်၏ချို့သောစကားသည်လည်းအယိုးကျူးအောင်တတ်နိုင်၏တာရီကိုတွေ့သလိုဝါယံသာစားတော့အစာကျူးလျင်ရင်ပြည့်၍အံရလိမ့်မည်တင်း၏အိမ်လေးချင်းအိမ်၌ကြာမြင့်စွာမနေနှင့်နေလျင်သူသည်တင့်ကိုညှင်းငွေ၍မုံလိမ့်မည်အိမ်လေးချင်းတစ်ဖက်၌မှန်သောတပ်တွေကိုခံသောသူသည်ဒုတ်ဓာတန်ကြွနှင့်တူ၏အမှုရောက်သောကာလ၌တစ္ဆာပြတ်တတ်သောသူကိုယုံလျင်တွားကျူးခြင်းခြေစစ်ပြုတ်ခြင်းကိုခံရ၏စိတ်မျိုးငယ်သောသူအားသချင်းဆိုသောသူသည်ဆောင်းကာလ၌အဝတ်ကိုချွတ်သောသူရန်စိမ့်ပေါ်မှပုံရည်ကိုလောင်းသောသူနှင့်တူ၏တင်းရန်သူသည်မွတ်သိလင်လှုပ်ကြည့်လောရေငတ်လျင်တောက်เสียကိုပြီးလောထို့သောပြုလျင်သူ၏ကောင်းပေါ်၌မိခဲကိုပုံထား၍ထာဝရဘုရားသည်လည်းတင်၌ဆုချတော်မူမည်မြောက်လေသည်မိုးရေကိုဆောင်တတ်တဲ့ကဲ့သို့ဂုံးတိုက်သောရှာသည်ဒေါသမျက်နှာကိုဆောင်တတ်၏ရန်တွေ့သောမိမနှင့်လူများသောအိမ်၌နေရသည်ထက်အိမ်မိုးပေါ်တောင်ထဲမှနေသောတာ၍ကောင်း၏ဝေသောပြည်မှရောက်လာသောဝမ်းမြောက်စရာသတင်းစကားသည်ရေငတ်သောသူ၌ချမ်းရည်သောရေကဲ့သို့ဖြစ်၏ဆောက်မသောသူသည်မတရားသောသူရှိတွင်မှားယွင်းလျင်နောက်သောရေကန်ပုတ်သောဆိုင်းရည်တွင်နှင့်ကြားရည်ကိုစားကျူးလျင်မကောင်းတကဲ့သို့ကိုယ်ကုံတည်းကိုရှာလျင်ကုံတည်းမရှိကိုယ်စိတ်ကိုမချုပ်ပြီးနိုင်သောသူသည်မြို့ရိုးပြူပြဲ၍ဟင်းလင်းရှိသောမြို့နှင့်တူ၏တုတ်တန်ကျမ်းခန်းကြီး26နေကာလ၌မိုးပင်ကဲ့သို့၎င်းစပါးရည်ရာကာလ၌မိုးရေကဲ့သို့၎င်းမိုက်သောသူသည်ကုံတည်းကိုမခံသင့်စာငှက်သည်အရရလှဲ့လှဲ့၍ဇရက်သည်လည်းတန်သွားတကဲ့သို့ထိုနည်းတူအကြောင်းမရှိသောကျင့်ဆဲခြင်းသည်မသိမရောက်တတ်မြင်းဖို့နှင့်တန်မြည်ဖို့စကြူမိုက်သောသူ၏ကြောဖို့ချိန်လုံးသည်တင့်ပေ၏မိုက်သောသူ၏သဘောသို့လိုက်၍သူ၏စကားကိုမချင်နှင့်ထိုသို့ချေလျင်သူနှင့်တူလိမ့်မည်မိုက်သောသူ၏သဘောသို့လိုက်၍သူ၏စကားကိုချေလောသို့မဟုတ်သူကိုယ်သူပညာရှိဟုထင်လိမ့်မည်မိုက်သောသူအားမှားလိုက်သောသူသည်ကိုယ်ချေကိုဖြတ်၍အကျိုးနည်းရှိ၏တုတ်တန်စကားကိုမိုက်သောသူပြောခြင်းသည်ခြေဆုံးသောသူ၏ခြေကြွခြင်းကဲ့သို့ဖြစ်၏မိုက်သောသူကိုချီးမြှောက်ခြင်းသည်ကြောက်ပုံ၌ကြောက်မြတ်ကိုပြစ်ထားခြင်းကဲ့သို့ဖြစ်၏မိုက်သောသူ၏နှုတ်၌ရှိသောတုတ်တန်စကားသည်ရင်မှုသောသူလက်ကိုစူးသောစူးကဲ့သို့ဖြစ်ကြီးမြတ်သောဘုရားသခင်သည်အရာခတ်သိမ်းတို့ကိုတုံ့နှုတ်စေတတ်၏မိုက်သောသူနှင့်ပြမသောသူတို့ကိုစေတုံတတ်၏ခွေးသည်မိမိအမက်ကိုပြန်စားတတ်တဲ့ကဲ့သို့မိုက်သောသူသည်မိုက်သောအကျင့်ကိုပြန်ကျင့်တတ်၏ငါသည်ပညာရှိ၏ဟုထင်သောသူရှိလျင်ထိုသူ၌မျှော်လင့်စရာအခွင့်ရှိသည့်ထက်မိုက်သောသူ၌တာ၍မျှော်လင့်စရာအခွင့်ရှိ၏ပြီးသောသူကအင်ပြင်မှချင်းသေးရှိ၏လမ်းတို့၌ချင်းသေးရှိ၏ဟုဆိုတတ်၏တကားရွက်သည်ပတ်တံအဖြစ်လေတကဲ့သို့ပြီးသောသူသည်အိယာပေါ်မှလေတတ်၏
ပြည်တော်သူသည်မိမိလက်ကိုအုပ်နှက်သွင်းတော်လဲတဖန်နှုတ်၍မိမိပါဇက်သို့ခွင့်ရလျင်စိတ်ညစ်တတ်၏ပြည်တော်သူကငါသည်အကျိုးအကြောင်းကိုပြတတ်တော်သူ9ယောက်ထက်တာ၍ပညာရှိသည်ဟုမိမိကိုယ်ကိုထင်တတ်၏လမ်း၌လျှောက်သွား၍မိမိနှင့်မဆိုင်သောအမှုကိုရောနှောသောသူသည်ခွင့်ရကိုကင်ဆယ်သောသူနှင့်တူ၏ငါကြည်စားရုံမျှသာပြုသည်ဟုဆိုလျက်မိမိအိမ်ကြီးချင်းကိုလှည့်စားသောသူသည်မိစမြာတေသေးကိုပြစ်တတ်သောအရှုနှင့်တူ၏ချင်းမရှိလျင်မိတည်တဲ့တကယ်သို့ဂုံးတိုက်သောသူမရှိလျင်ရန်ငင်းတတ်၏မိကချင်းပြုတကယ်သို့၎င်းခင်းသည်မိကိုမှုတကယ်သို့၎င်းရန်တွေ့တတ်သောသူသည်ခိုက်ရမှုကိုပြုစုတတ်၏ဂုံးတိုက်သောသူစကားသည်နေသောခဲွယ်စားဝယ်ကဲ့သို့ဖြစ်၍ဝမ်းအတွင်းသို့ဝင်တတ်၏ခြေအားကြီးသောနှုတ်နှင့်စိုးမြစ်သောစိတ်နှလုံးသည်ချော်မွမ်းမှန်သောအိုးချမ်းနှင့်တူ၏အညှိုးထားသောသူသည်နှုတ်ဖြင့်လှုပ်ဝဲ၍ကိုယ်ထဲမှလှည့်စားသောသဘောကိုဝတ်ထားတတ်၏ထို့သောသူ၏စကားသည်ချိုတော်လဲမယုံနှင့်သူ၏စိတ်နှလုံးထဲမှဆက်စုပ်ယွန်ရှာပွေသောအရာ9ပါးရှိ၏အညှိုးထားခြင်းကိုလှည့်စားခြင်းဖြင့်ဖွက်ထားသောသူ၏ဒုစရိုက်အဖြစ်သည်ပြိတ္တရှိမှထင်ရှားလိမ့်မည်တွင်တူသောသူသည်မိမိတွင်တဲ့သို့ကြားလိမ့်မည်ကြောက်ကိုလှိမ့်သောသူပေါ်သို့ထိုကြောက်သည်ပြန်၍လှိမ့်လိမ့်မည်သူသာပြောတတ်သောသူသည်မိမိနှင်းဆဲသောသူတို့ကိုမုန်းတတ်၏ချောမောတတ်သောသူသည်လည်းဖျက်ဆီးတတ်၏တုတ်တန်ကျန်ခန်းကြီး29လက်ဖြတ်နေ့ကိုအမိပြု၍မဝါကြွားနဲ့တရအတွင်းအဘယ်သို့ဖြစ်လိမ့်မည်ကိုမသိနိုင်မိမိကိုယ်ကိုမချီးမွမ်းဘဲသူတစ်ပါးချီးမွမ်းပါလေစေကိုယ်နှုတ်နှင့်မိမိကိုယ်ကိုမချီးမွမ်းဘဲကိုယ်နှင့်မဆိုင်သောသူတစ်ပါးချီးမွမ်းပါလေစေကြောက်နှင့်တဲသည်လေမိုက်သောသူ၏ဒေါသသည်ထိုနှစ်ပါးထက်သာ၍လေမာနသည်ကြမ်းကြုတ်သောသဘောရှိဒေါသသည်ပြင်းထန်တတ်မြူစုသောစိတ်ကိုကအဘယ်သူစီး၍ခံနိုင်သနည်းထင်ရှားစွာဆုံးမဖြစ်တင်ခြင်းသည်တိတ်ဆိတ်စွာချစ်ခြင်းထက်သာ၍ကောင်း၏အဆွေခင်ပွန်းသည်ဓာန်ပြီးသောအခါသစ္စာဆောင်လျက်ပေ၏ရန်သူမူကားနမ်းသောအခါလှည့်စားတတ်၏စားရည်ဝါသောသူသည်ပြားလက်ဖို့ကိုပင်ညှင်းပယ်လိမ့်မည်မုတ်တိတ်သောသူမူကားခါသောအရာကိုချိုးပြီးထင်တတ်၏မိမိနေရာကိုဆွန့်၍လဲသောသူသည်မိမိအတိုက်ကိုဆွန့်၍လဲသောငှက်နှင့်တူ၏နန္တာစီနှင့်နန္တာရည်သည်ရှင်လန်းစီတကဲ့သို့ကြည်ညိုသောစိတ်နှင့်အကြံပေးတတ်သောအဆွေခင်ပွန်း၏ချစ်ဖွယ်သောလက္ခဏာသည်ရှင်လန်းစီတတ်၏မိမိအဆွေခင်ပွန်းနှင့်အဘ၏အဆွေခင်ပွန်းကိုမစွန့်နှင့်အမှုရောက်သောကာလ၌ညီရကိုအိမ်သို့မသွားနှင့်ဤသောအိမ်လေးချင်းသည်ဝေးသောညီရကိုထက်သာ၍ကောင်း၏ငါသာပညာရှိလောကဲ့ရဲ့သောသူ၏စကားကိုငါချေနိုင်အောင်ငါစိတ်ကိုရှင်လန်းစေလောတမန်တော်ရှိသောသူသည်အမှုကိုမျှော်မြင်၍ပုံရှောင်လျက်နေတတ်၏ဉာဏ်တိမ်သောသူမူကားအစဉ်တိုင်းတွား၍အမှုနှင့်တွေ့တတ်၏မကြွသောသူအတွက်အမျိုးပြတ်သောမိန်းမအတွက်အာမခံတတ်သောသူသည်အဝေးအစရှိသောဥစ္စာတစ်စုံတစ်ခုကိုပေါင်ထားစေနည်းနည်းစောစောထား၍မိမိအဆွေခင်ပွန်းကိုကျေသောအတန်နှင့်ကောင်းကြီးပေးသောသူသည်ကျင့်ဆဲခြင်းကိုပြုရာရောက်၏ကြံတွေ့တတ်သောမယားသည်မိုးသေးစွာရွာသောနေ့၌ဆက်ဆက်ကြသောမိုးပေါင်းနှင့်တူ၏ထိုမိန်းမကိုတင်ထားသောသူသည်လေကိုတင်ထားသောသူနှင့်တူ၏လက်ရလက်၌လိန်သောနန္ဒစီကိုဝှက်၍မထားနိုင်တန်ကိုတန်ဖြစ်ထက်စေတကဲ့သို့လူသည်အဆွေခင်ပွန်း၏မျက်နှာကိုထက်စေတတ်၏သမောတဖန်ပင်ကိုဆောင်သောသူသည်သမောတဖန်သည်ကိုစားရ၏ထိုနည်းတူသခင်မှုကိုဆောင်ရွက်သောသူသည်ဂုဏ်တည်ကိုရတတ်၏ခြေ၌လူမျက်နှာချင်းတူတကဲ့သို့လူတစ်ယောက်နှင့်တစ်ယောက်စိတ်တော်တူကြ၏ယန္နာနိုင်ငံနှင့်အာဝရနိုင်ငံသည်အလိုမပြစ်တကဲ့သို့လူတို့မျက်စိသည်အလိုမပြစ်တဲ့ငွေစစ်စရာဖို့မိုက်ရှိ၏ရွှေစစ်စရာဖို့မိဖို့ရှိလူကိုစစ်စရာဖို့သူတစ်ပါးချီးမွမ်းခြင်းရှိ၏မိုက်တော်သူကိုစကားနှင့်အတူစုံ၌ကြည်ပွေးနှင့်ထောင်းတယ်လေမိုက်တော်သဘောမခက်တဲ့တင်းတူစုအကြောင်းတို့ကိုသိခြင်းကကြိုးစားလောငါစုတို့ကိုလည်းစစ်စစ်ကြည့်ရှုလောစီစဉ်သည်အမြဲမတည်တဲ့ရှင်ပြင်းစီစဉ်လဲလူမျိုးအစဉ်အဆက်မတည်တဲ့မျက်ပင်ပေါက်တဲ့ပြိုးပင်လည်းထင်ရှားတဲ့တောင်ရအသီးကိုလည်းတင်ရ၏သို့တငယ်တို့သည်တင်ဝစ်စရာဖို့စိတ်တို့လည်းမြေဖိုးကိုဖြည့်စရာဖို့ဖြစ်၏တင်စားစရာဖို့အမျိုးအိမ်သားစားစရာဖို့ကျုံမိမများကိုကျွေးစရာဖို့စိတ်နှိုးလောက်လိမ့်မည်တုတ်တန်ကျန်ခန်းကြီး28လိုက်သောသူမရှိတော့လဲမတရားသောသူသည်ဖြစ်တဲ့၏ဖြောက်မတ်သောသူမူကားချင်းသေးကဲ့သို့ရဲရင်တဲ့ပြည်သူပြည်သားအပြစ်ကြောင့်မင်းတို့သည်များပြားတတ်ကြ၏ဉာဏ်ပညာနှင့်ပြည့်စုံသောသူအဖြစ်နိုင်ငံတည်တဲ့စင်ရသားတို့ကိုနှင်းစေသောစင်ရသားသည်အပေစားစရာများမကျွင်းစေဘဲတုတ်တင်ပယ်ရှင်းသောမူးယစ်နှင့်တူ၏တရားကိုဖျက်သောသူသည်မတရားသောသူတို့ကိုချီးမွမ်းတတ်၏တရားကိုဆောင်သောသူမူကားသူတို့နှင့်ဆန့်ကျင်ဘက်ပြုတတ်၏အတ္တမလူသည်တရားစီရင်ခြင်းကိုနားမလည်တတ်ထာဝရဘုရားကိုရှာသောသူမူကားခ
သိမ်းသောစီရင်ခြင်းကိုနားလည်တတ်၏အမှန်သောအမှုကိုပြုသောသူသည်ဝေရတတ်တော်လဲဖြောင့်မတ်ခြင်းလမ်းသို့လိုက်သောဆင်းရဲသားသည်တာ၍မြဲ့၏တရားကိုဆောင်သောသူသည်ပညာရှိသောသားဖြစ်စာကြည့်သောသူတို့နှင့်ပေါင်းဖော်သောသူမူကားမိမိအပားကိုအရှက်ခွဲတတ်၏အတိုးစား၍မတရားသောအမြတ်အားဖြင့်ဥစ္စာကိုစီးပူးသောသူသည်ဆင်းရဲသားတို့ကိုတနာသောသူအဖို့သာစီးပူးတတ်၏တရားမနာလွဲသောသူသည်ဆူတောင်းတော်လဲသူ၏ပဋ္ဌာနာစကားသည်ဆက်ဆုပ်ယုံရှာပွဲဖြစ်၏ဖြောင့်မတ်သောသူကိုလမ်းလဲ၍မကောင်းသောလမ်းထဲသို့တွေးဆောင်သောသူသည်မိမိတူသောတွင်ထဲသို့မိမိကြားလိမ့်မည်သဘောဖြောင့်သောသူမူကားကောင်းသောအရာတို့ကိုအမွေခံရလိမ့်မည်ဝေရတတ်သောသူကနာသည်ပညာရှိဟုမိမိကိုယ်ထင်တတ်၏ဉာဏ်ကောင်းသောဆင်းရဲသားမူကားထိုသူကိုစိတ်ကြောတတ်၏ဖြောင့်မတ်သောသူတို့သည်ဝမ်းမြောက်သောအခါဘုန်းကြီးတတ်၏မတရားသောသူတို့သည်ချီးမြှောက်ခြင်းသို့ရောက်သောအခါလူတို့သည်ပုံရှောင်၍နေတတ်ကြ၏မိမိအပြစ်ကိုဝတ်ထားသောသူသည်ချမ်းသာမရမိမိအပြစ်ကိုဖော်ပြဝန်ချ၍ဆွန့်ပစ်သောသူမူကားဂရုဏာတော်ကိုခံရလိမ့်မည်အစင်မပြတ်ကြည်ညိုကြွရွံ့သောသူသည်မင်္ဂလာရှိမိမိစိတ်နှလုံးကိုခိုင်မာစေသောသူမူကားဘေးဥပတ်နှင့်တွေ့လိမ့်မည်ဆင်းရဲသားတို့ကိုအုပ်ဆိုးသောအတ္တမမင်းသည်ဟောက်သောခြင်းသည်လှဲ့လေသောဝန်နှင့်တူ၏ဉာဏ်မရှိသောမင်းသည်ပြင်းစွာနှင်းဆက်တတ်၏လောဘကိုမုန်းသောမင်းမူကားအသက်တာရှိလိမ့်မည်လူအသက်ကိုညှင်းဆဲသောသူသည်တင်ញိုင်းတွင်သို့ပြေးပါလေစေအဘယ်သူမျှမစိတာစေနှင့်ခြံသောလမ်းသို့လိုက်သောသူသည်ဘေးလွတ်လိမ့်မည်ကောက်သောလမ်းသို့လိုက်သောသူမူကားချက်ချင်းလဲလိမ့်မည်လေလုသောသူသည်ဝါစွာစားရ၏အချီးနှီးသောအမှုကိုဆောင်သောသူမူကားဆင်းရဲခြင်းနှင့်ဝါလိမ့်မည်သစ္စာဆောင်သောသူသည်ကောင်းကြီးမင်္ဂလာနှင့်ကြွယ်ဝလိမ့်မည်ဝေရတတ်ခြင်းကအလင်းမြန်ပြုသောသူမူကားအပြစ်နှင့်မလွတ်ရလူမျက်နာကိုမထောက်ကောင်းသို့တော်လည်းလူသည်မုတ်တစ်ဖက်ကိုကြခြင်းကဒုစရိုက်ကိုပြုလိမ့်မည်ဝေရတတ်ခြင်းကအလင်းမြန်ပြုသောသူသည်မနာလိုသောသဘောရှိတတ်နောက်တစ်ဖန်ဆင်းရဲခြင်းသို့ရောက်မည်ဟုမအောင်မိတတ်ချောမောသောစကားကိုပြောတတ်သောသူရသည့်ကျေးဇူးထက်ဆုံးမဖြစ်တင်သောသူကတာ၍ကျေးဇူးကိုရနိုင်မည်အဖြစ်မရှိဘူးဆိုလျက်မိဘဥစ္စာကိုလူယူသောသူသည်ဖျက်ဆီးသောသူ၏အပေါင်းဖော်ဖြစ်စိတ်မြင့်သောသူသည်ခိုက်ရန်ကိုနှိုးဆော်တတ်၏ထာဝရဘုရားကိုခိုလုံသောသူမူကားကြွယ်ဝတတ်မိမိစိတ်နှလုံးကိုကိုးစားသောသူသည်လူမိုက်ဖြစ်ပညာတတိနှင့်ကျင့်သောသူမူကားဘေးလွတ်တတ်၏ဆင်းရဲသားတို့အားဆွံ့ကြဲသောသူသည်ကိုယ်တိုင်မဆင်းရဲရလွှဲချသောသူမူကားများစွာသောကျင့်စေခြင်းကိုခံရလိမ့်မည်မတရားသောသူတို့သည်ချီးမြှောက်ခြင်းသို့ရောက်သောအခါလူတို့သည်ပုံရှောင်၍နေရကြ၏သူတို့ပျက်စီးသောအခါဖြောင့်မတ်သောသူတို့သည်ပွားများတတ်ကြ၏သုတ်တန်ကျမ်းခန်းကြီး29အထက်ထက်ဆုံးမခြင်းကိုခံတော်လဲမိမိလက်ပင်ကိုခိုင်မာစေသောသူသည်ကိုးကွယ်ရမရကျုပ်တရက်ပျက်စီးလိမ့်မည်ဖြောင့်မတ်သောသူတို့သည်အခွင့်ရသောအခါပြည်သူပြည်သားတို့သည်ဝမ်းမြောက်တတ်ကြ၏မတရားသောသူတို့အုပ်ဆိုးသောအခါမူကားပြည်သူပြည်သားတို့သည်ဝမ်းနည်းတတ်ကြ၏ပညာတရားကိုနှစ်သက်သောသူသည်မိမိအဖကိုဝမ်းမြောက်စေ၏ပြည်တစားတို့နှင့်ပေါင်းဖော်သောသူမူကားဥစ္စာပြုံးတည်တတ်၏တရားသဖြင့်စီရင်သောရှင်ဘုရင်သည်တိုင်းပြည်ကိုတည်စေတတ်၏တစိုးစားသောရှင်ဘုရင်မူကားတိုင်းပြည်ကိုဟောက်လန်တတ်၏အိမ်နီးချင်းကိုချုံမောသောသူသည်အိမ်နီးချင်းသွားရလမ်း၌ကွန်ရက်ကိုဖြန့်ထား၏အာရမလူပြမရ၌ကြော်သွင်းထောင်လျက်ရှိ၏ထောက်မတော်သူမူကားရှင်လန်းစွာတခြင်းဆိုတတ်၏ထောက်မတော်သူသည်ဆင်းရဲသားအမှုကိုဆင်မြင်တတ်၏မတရားသောသူမူကားထိုအမှုကိုပမာဏမပြုတတ်မထီမဲ့မြင်ပြုသောသူတို့သည်မြို့ကိုမိရှုတတ်၏ပညာရှိသောသူတို့မူကားဒေါသအမျက်ကိုလွှဲတတ်၏ပညာရှိသောသူသည်မိုက်သောသူနှင့်အမှုတွေ့လျှင်စိတ်ဆိုးသည်ဖြစ်စေပြုံးရသည်ဖြစ်စေအားရစရာအကြောင်းမရှိလူအသက်ကိုတတ်တတ်သောသူတို့သည်စုံလင်သောသူကိုမုန်းတတ်ကြ၏ဖြောင့်မတ်သောသူတို့မူကားသူတစ်ပါးအသက်ကိုဆောင်မတတ်ကြ၏မိုက်သောသူတို့သည်မိမိချမ်းစီသမျှကိုဖော်ပြတတ်၏ပညာရှိသောသူမူကားအစဉ်မသိမီထင်ဝက်တတ်၏မင်းသည်မိဘစကားကိုနားထောင်လျှင်ကျွန်အပေါင်းတို့သည်လူဆိုးဖြစ်ကြလိမ့်မည်ဆင်းရဲသောသူနှင့်ညှင်းဆဲသောသူတို့သည်တွေ့ကြုံကြပြီထာဝရဘုရားသည်ထိုနှစ်ဦးတို့ကအလင်းကိုပေးသနာတော်မူ၏ဆင်းရဲသားတို့ကိုတရားသဖြင့်စီရင်သောရှင်ဘုရင်၏အာဏာတော်သည်အစဉ်မြဲတည်တတ်၏ကျိန်လုံးနှင့်ရိုက်ခြင်းနှုတ်နှင့်ဆုံးမခြင်းအဖြစ်ပညာတိုးပွားတတ်၏ခလေးတူကသူ့သဘောတိုင်းနေစေလျှင်အမိကိုအချက်ခွဲတတ်၏မတရားသောသူတို့သည်များပြားသောအခါလွန်ကျူးခြင်းအပြစ်တိုးပွားတတ်၏တို့ရရင်သူတို့ပျက်စီးခြင်းကိုဖြောင့်မတ်သောသူတို့သည်မြင်ကြရ၏တင်းသားကိုဆုံးမလောတို့ပြုလျှင်သူသည်တင့်ကိုချမ်းသာပေးမည်သူများမကဆွရှင်လန်းစီရအခွင့်ကိုပေးမည်ဓာတိတော်မရှိလျှင်သူတို့သည်အကျိုးနှင့်ဖြစ်ကြ၏တရားတော်ကိုဆောင်သောသူမူကားမင်္ဂလာရှိစကားအဖြစ်သာကျွန်ကိုဆုံးမ၍မနိုင်ရသူ
သူသည်နားလေတော့လဲနားမထောင်ပဲနေလိမ့်မည်တတိမရှိပဲစကားများသောသူရှိလျင်ထိုသူ၌မျှော်လင့်စရာအခွင့်ရှိသည့်ထက်မိုက်သောသူ၌တာ၍မျှော်လင့်စရာအခွင့်ရှိ၏ကျုံသည်နေသောရွယ်မှစ၍ပျော်ပါအောင်ကျွမှုခြင်းခံရလျင်နောက်ဆုံး၌တားရာကိုရလိမ့်မည်စိတ်ဆိုးတတ်သောသူသည်ခိုက်ရန်မှုကိုနှိုးဆော်တတ်၏ဒေါသကြီးသောသူသည်လည်းယုံကြည်ခြင်းများတတ်၏မိမိမာနသည်မိမိကိုနှိမ်ချလိမ့်မည်စိတ်နှိမ်ချသောသူမူကားဂုဏ်တရေကိုရလိမ့်မည်တခိုးကိုလက်ခံသောသူသည်မိမိအသက်ကိုမုန်းတတ်၏ကျိန်ဆိုခြင်းကိုပြုတော်လဲအမှုကိုမဖော်ပြတတ်လူကိုကြောက်ရွံ့ခြင်းသဘောသည်ကြော်ကွင်းကိုထောင်တတ်၏ထာဝရဘုရားကိုခေါ်လုံသောသူမူကားလုံခြုံလိမ့်မည်မင်းပြုသောကျေးဇူးကိုလူများစွာတို့သည်ကြိုးစား၍ရှာတတ်ကြ၏တို့ရတွင်ခတ်သိမ်းသောသူတို့၏အမှုကိုထာဝရဘုရားစီရင်တော်မူ၏မတရားသောသူသည်မတရားသောသူကို၎င်းမတရားသောသူသည်မတရားသဖြင့်ကျင့်သောသူကို၎င်းဆက်ဆုပ်၍ရှာတတ်၏တရားသောသူသည်မတရားသောသူကို၎င်းမတရားသောသူသည်တရားသဖြင့်ကျင့်သောသူကို၎င်းဆက်ဆုပ်၍ရှာတတ်၏သုတ်တန်ကျမ်းအခန်းကြီး30ဂျာကေတာအဂုရသည်ဣတိလနှင့်ဥကလကိုဆုံးမသောတရားစကားဟုမူကားအကယ်စင်စစ်ငါသည်လူမဟုတ်တိရစ္ဆာန်ဖြစ်၏လူဉာဏ်နှင့်မပြည့်စုံပညာတရားကိုမသိတန်ရှင်းသောအရာတို့ကိုမလေ့ကျက်ကောင်းကင်ဘုံသို့အဘယ်သူတက်နိုင်သနည်းအဘယ်သူဆင်းလာနိုင်သနည်းအဘယ်သူသည်လေကိုမိမိလက်နှင့်ဆုပ်ယူသနည်းအဘယ်သူသည်ရေကိုအဝတ်နှင့်ထုတ်ထားသနည်းဒီကြီးဆုံးရှိသမျှတို့ကိုအဘယ်သူတည်စေသနည်းထိုတို့ပြုသောသူ၏အမည်နှင့်သူ၏သားအမည်ကအဘယ်သို့နည်းသင်ပြောနိုင်သလောဘုရားသခင်၏စကားတော်ရှိသမျှသည်စင်ကြယ်ခလုံးသောသူအပေါင်းတို့၌ဘုရားသခင်သည်အကွယ်အကာဖြစ်တော်မူ၏စကားတော်တို့၌ထက်၍မသိနှင့်တို့ပြုလျင်အပြစ်တင်တော်မူ၍သင်သည်မှုသာတုံသောသူဖြစ်လိမ့်မည်ကိုရောဓမ္မဆုနှစ်ပါးကိုကျွန်ုပ်တောင်းပါ၏အကျွန်ုပ်မသိမီတိုင်အောင်ညင်းတော်မမူပါနှင့်အကျွန်ုပ်မှအနတ္တနှင့်မှုသာကိုပယ်တော်မူပါစင်ရဲ့ခြင်းနှင့်ငွေရတတ်ခြင်းကိုပေးတော်မမူပါနှင့်အတံမိုးလောက်သောအစာကိုသာပေးတော်မူပါသို့မဟုတ်အကျွန်ုပ်သည်ကြွယ်ဝ၍ထာဝရဘုရားကအဘယ်သူနည်းဟုဆိုလျက်ကိုတော်ကိုညင်းပယ်မည်ဟုစိုးရင်စရာရှိပါ၏သို့မဟုတ်စင်ရဲ့၍သူ့ဥစ္စာကိုခိုးသဖြင့်အကျွန်ုပ်၏ဘုရားသခင်နာမတော်ကိုမှုသာနှင့်ဆိုင်၍မွတ်ဆိုမည်ဟုစိုးရင်စရာရှိပါ၏ကျွန်၏အကျိုးကိုဖျက်ခြင်းကသူ၏သခင်ကိုမပြောနှင့်ပြောလျင်ကျွန်သည်တင့်ကိုကျိန်ဆဲ၍တင်၌အပြစ်ရောက်မည်ဟုစိုးရင်စရာရှိ၏အဘကိုကျိန်ဆဲ၍အမိကိုလည်းကောင်းကြီးမပေးတတ်တော်သူတစ်မျိုးငါသည်စင်ကြယ်၏ဟုမိမိကိုထင်တော်လဲမိမိအညီအကြီးမှမစေကြောသေးသောလူတစ်မျိုးအလွန်စိတ်ညစ်၍မော်ကြည့်တတ်သောလူတစ်မျိုးဆင်းရဲသောသူတို့ကိုမြေကြီးပေါ်က၎င်းနှုတ်မသောသူတို့ကိုလူစုတဲက၎င်းတိုက်စားဖယ်ရှားเสียဖို့တန်လျက်နှင့်တူသောသွားဓာနှင့်တူသောအန်နှင့်ပြည့်စုံသောလူတစ်မျိုးရှိ၏မြော့ကောင်၌ပေးပါနှင့်ပေးပါဟုသောသမီးနှစ်ကောင်ရှိ၏အလိုဆန္ဒမပြေနိုင်သောအရာ၃ပါးမကတန်တော်ဟုမဆိုတတ်သောအရာ၄ပါးဟုမူကားပညာတစ်ပါးညုံသောမိမဝမ်းတစ်ပါးရီမဝနိုင်သောမိတစ်ပါးတန်တော်ဟုမဆိုတတ်သောသမီးတစ်ပါးသည်အဘကိုကြည်စားသောသူအမိစကားကိုနားမထောင်မထီမဲ့မြင်ပြုသောသူမျက်စိကိုကြိုက်နှက်ကျင်လေသောကြီးရတို့သည်နှိုက်ကြလိမ့်မည်လင်းတာသူငယ်တို့သည်လည်းစားကြလိမ့်မည်ငါညံမမီနိုင်သောအရာ၃ပါးမကငါမသိနားမလည်နိုင်သောအရာ၄ပါးဟုမူကားလေ၌မင်းယုံသွားရလမ်းတစ်ပါးကြောက်ပေါ်မှမွေသွားရလမ်းတစ်ပါးပင်လေအလယ်၌တွန်းမောသွားရလမ်းတစ်ပါးအပြူမနှင့်ယောက်ျားသွားရလမ်းတစ်ပါးသည်ရောက်မှထားသောမိမလမ်းလေထို့အတူဖြစ်၏အစာစားပြီးမှမိမိပါးစပ်ကိုတုပ်၍ဒုစရိုက်ကိုငါမပြုမိဟုဆိုတတ်၏မြေကြီးကိုနှိုးနောက်သောအရာ၃ပါးမကမြေကြီးမခံနိုင်သောအရာ၄ပါးဟုမူကားမင်းပြုသောကျွန်တစ်ပါးဝါစွာစားရသောလူမိုက်တစ်ပါးလက်ထက်သောမိမဆိုးတစ်ပါးတခင်မဥစ္စာကိုအမွေခံရသောကျွန်မတစ်ပါးသည်မြေကြီးပေါ်မှတင်းလို့တော်လဲအထူးသဖြင့်ပညာရှိသောအရာ၄ပါးဟုမူကားခွန်အားမရှိသောအမျိုးဖြစ်တော်လဲနေကာလ၌မိမိစားကြကိုပြင်ဆင်တတ်သောပရိစိတ်တစ်ပါးမတန်ဆွမ်းသောအမျိုးဖြစ်တော်လဲကြောက်သွင်းတဲ့နေရာချတတ်သောရှားပိုင်ယုံတစ်ပါးမိမိရှိတော်လဲတပ်ဖွဲ့၍အစဉ်အတိုင်းသွားတတ်သောကျိုင်းတစ်ပါးလက်ဖြင့်ကန်ဆွဲ၍နန်းတော်၌ပင်နေတတ်သောအိမ်မြောင်တစ်ပါးသည်ပေါင်းစားသွားတတ်သောအရာ၃ပါးမကအတော်လာသောအရာ၄ပါးဟုမူကားဒိဋ္ဌံတကာတို့ထက်ခွန်အားကြီး၍အဘယ်သူမျှမရှောင်တတ်သောရှင်ပေတစ်ပါးစစ်မြင်းတစ်ပါးစိတ်ထီးတစ်ပါးအဘယ်သူမျှမစည်းတားနိုင်သောရှင်ဘုရင်တစ်ပါးသည်သင်သည်မိမိကိုယ်ကိုချီးမြှောက်၍မိုက်သောအမှုကိုပြုမိတော်၎င်းမကောင်းသောအကြံကိုကြံမိတော်၎င်းသင်၏နှုတ်ကိုလက်နှင့်ပိတ်ထားတော့အကယ်စင်စစ်နှုတ်ကိုမူလျင်ထောပတ်ထွက်တတ်၏
နှာခေါင်းကိုဆွဲလျင်သွေးထွက်တတ်၏ထိုနည်းတူဒေါသကိုနှိုးဆော်လျင်ခိုက်ရန်ထွက်တတ်၏သုတ်တန်ကျမ်းခန်းကြီး31လူမူလာမင်းကြီးမေတော်သည်တားကိုဆုံးမတုံ့ပြန်သောတရားစကားဟူမူကားငါတာအဘယ်သို့နည်းငါဖွာသောတာအဘယ်သို့နည်းငါ၏တစ္ဆာတတိနှင့်ဆိုင်သောတာအဘယ်သို့နည်းဟုမေးမြန်းသောတင်း၏အစွမ်းတတိကိုမိမတို့အားမပေးနှင့်ရှင်ဘုရင်တို့ကိုဖျက်ဆီးတတ်သောအရာ၌တင်း၏အကြံအပြုမူတို့ကိုမအပ်နှင့်အိုလူမူလာစပည့်ရတောက်သောအမှုနှင့်တေရတရက်တောက်သောအမှုသည်ရှင်ဘုရင်မင်းသားတို့နှင့်မတော်မသင့်သူတို့သည်တောက်လျက်တရားတော်ကိုမေ့လျော့၍ဆင်းရဲသောအမှုကိုမတရားသဖြင့်စီရင်ဆုံးဖြတ်မည်ဟုဆိုရင်စရာရှိ၏သုံးလူသောသူအားတေရတရက်ကို၎င်းသုံးမြစ်သောသူအားစပည့်ရကို၎င်းပေးလော့ထိုသူသည်တောက်၍မိမိဒုက္ခဆင်းရဲကိုမအောင်မိပဲနေလျော့ပါစေပုဂ္ဂိုလ်ရာမရှိသောသူအပေါင်းတို့၏အမှုကိုဆောင်ခြင်းကစကားအားသောသူတို့ဘက်မှနေ၍ပြောလော့စကားပြောလျက်တရားသဖြင့်စီရင်လျက်ဆင်းရဲငတ်မွတ်သောသူတို့၏အမှုကိုဆောင်လော့တိလာနှင့်ပြည်စုံသောမိမကိုအဘယ်သူတွေ့ရသနည်းထို့သောမိမသည်ပဒံများထက်အဖိုးတာ၍ထိုက်ပေ၏သူခင်ပွန်းသည်သူ့ကိုယုံ၍ဆင်းရဲခြင်းနှင့်ကင်းလွတ်လိမ့်မည်ထိုမယားသည်မိမိခင်ပွန်းအကျိုးကိုမဖြတ်တစ်သက်လုံးပြုစုတတ်၏တိုးမိုးနှင့်ဝါကိုရှာ၍မိမိလက်နှင့်စေတနာအလျောက်လုပ်တတ်၏ကုန်သည်တမောကဲ့သို့ဖြစ်၍စားစရာကိုဝေးသောအရမှဆောင်ခဲ့တတ်၏မုံမလီမိထားလျက်အင်လူအိမ်သားတို့အားစားစရာကို၎င်းကျုံမတို့အားအငန်းတာကို၎င်းပေးဝေတတ်၏ကောင်းမွန်စွာဆင်ခြင်၍လေဘက်ကိုဝယ်ယူတတ်၏ကိုယ်တိုင်လုပ်၍ရသောငွေနှင့်စပြည့်ဥယျာဉ်ကိုပြုစုတတ်၏မိမိခါကိုခွန်အားနှင့်စီးမိမိလက်တို့ကိုတန်မြန်စေတတ်၏မိမိလုပ်သောဥစ္စာကောင်းသည်ကိုသိမြင်၍သူ၏မိဘသည်တညာလုံးမတည်တတ်ချီဖြစ်စေသောတစားတို့ကိုကိုယ်လက်နှင့်ကင်၍လှုပ်ဆောင်တတ်၏စင်ရသောသူတို့အားလက်ကိုဖြန့်၍မမသောသူတို့အားလက်ယုံကိုဆန့်တတ်၏မုတ်ဝင်ကြတော်လဲမိမိအိမ်သူအိမ်သားတို့အတွက်မဆိုရင်အိမ်သူအိမ်သားအပေါင်းတို့သည်ဂတိပါနီကိုဝှက်ကြ၏ကိုယ်ဖို့ဆောင်တို့ကိုရက်၍ပိတ်ချောနှင့်ခရမ်းရအထည်ကိုဝတ်တတ်၏သူ၏ခင်မွန်းသည်လည်းမြို့တကားတို့၌ပြည်သားအသက်ကြီးသူတို့နှင့်ထိုင်၍ထင်ရှားသောသူဖြစ်ရ၏ချောသောအထည်လိပ်ကိုရက်၍ရောင်းတတ်၏ခါးစည်းတို့ကိုလည်းကုန်ပင်၌ချတတ်၏သူလိုသောအထည်လိပ်သည်ခိုင်ခန့်၍သာသောအစင်းနှင့်ပြည့်စုံသဖြင့်သူသည်နောင်ကာလ၌ဝမ်းမြောက်လိမ့်မည်ပညာစကားကိုပြောတတ်၍မေတ္တာတရားအဖြစ်နှုတ်မြတ်တတ်၏အိမ်သူအိမ်သားပြုမှုသမျှတို့ကိုကြည့်ရှုတတ်၏ပြည့်ခြင်းအစာကိုမစားတတ်သူ၏သားသမီးတို့သည်ထ၍အမိကိုကောင်းချီးပေးတတ်ကြ၏သူ၏ခင်ပွန်းကလည်းအမျိုးသမီးအများတို့သည်ကောင်းမွန်စွာပြုကြသည်တို့ရရင်သင်သည်ထိုသူအပေါင်းတို့ကိုလွန်ခဲ့သည်ဟုသူကိုချီးမွမ်းတတ်၏ယဉ်ကျေးသောအရာသည်လှည့်စားခြင်းနှင့်ရှင်တတ်၏လှသောအဆင်းသည်လည်းအချီးနှီးဖြစ်ထာဝရဘုရားကိုကြောက်ရွံ့သောမိန်းမမူကားချီးမွမ်းခြင်းကိုခံရလိမ့်မည်ထို့သောမိန်းမကျင့်ရန်အကျိုးကိုပေးလော့သူပြုသောအမှုသည်မြို့တကားတို့၌သူ၏အတရေကိုထင်ရှားစေတည်း